Okay, hello. Today, pay you. Yeah, you know. Today, within a job, the job, my yet a my body. Swan Saka Ludan, Swan a new moderna. The Yaboelu, the Luwe Maja, no? Hope. Anyway, Meroyero Jubido shout about it. I met with him. Many a magazine is on. Samuli down her. She neither. Mapida ne. Danyaro. When a donaima. 8. Now, when I con night tabby the car. Piambido, the Tangajin in the deep yadja. ပြုပြင်ရနေဆိုတော့ဒါ10နာရီမှာဟောမဲ့တရားပွဲအခု12နာရီရောက်သွားတာနော်သိနေမကြပါအဲ့တော့ထူးလဲလဲပေါ့လေတရားဟောဖို့ကြိုတင်ပြီးတော့ပြင်ဆင်ဖို့အစီအစဉ်ရှိတော်လဲပဲပြင်ဆင်ချိန်မရခဲ့တဲ့အတွက်စာအုပ်ကင်မိလာအဲ့တော့စာအုပ်ကိုင်ပြန်တော့လေအခုမှထဖတ်ရင်အစင်မပြေတော့ရေးလက်စစာရဲကတရားကိုပဲပြန်ပြောနော်အဲ့ဓမ္မပဒပါဠိတော်မှာဂါထာနံပါတ်82မှာရှိတယ်ယာဝဒေဝအနတ္ထာယညတ်ထံဘာလတ္တဇာယတိဟန္တိဘာလတ္တသုတ်ကံတံမုဒ္ဒမတ္တဝိပါတယံဆိုပြီးတော့ဒါဂါထာနံပါတ်82ကဘုရားရှင်ကိုရောင်မြတ်ကြီးဟောထားတဲ့ဒေသနာတပုတ်ပေါ့နော်အဲ့ဒီဒေသနာဘယ်မှာဟောလဲဆိုတော့ရာဇဂျူပြည်ဝေလူဝံကျောင်းမှာဟောဘယ်မှာဟောအဲ့ဒါဒီနေ့ဆုံးစက္ကတ်တဲ့သောအနုဘောဒနာနဲ့ကိုက်ညီအောင်လဲပြောရမှာပေါ့လေအဲ့ဒါဒီဂါထာရဲ့အ내ကိုအလုံးနားလည်အောင်ပြောရရင်ဘာလတ္တဆိုတာလူမိုက်မှာရလတ်တဲ့အအပ်တဲ့ဇာယတိအတ္တပညာသည်နော်ဒီနေရာမှာအထာဂရဆရာတို့နဲ့ရှေးကဘာသာပြန်ဆရာတို့ဘာသာပြန်ထားတာကညတ်ထံဆိုတာသိအပ်သောအတ္တပညာလို့ဆိုပေမဲ့လူတို့ရဲ့ဥစ္စာဖြစ်တဲ့စီးစိမ်နော်အခုငွေကြေးဥစ္စာဒနာစီးစိမ်နေနောက်အချမ်းရံဆွေမျိုးညာတိကာနဲ့တကွာအပေါင်းအသင်းမိတ်ဆွေအချမ်းရံစီးစိမ်ရဲ့အချမ်းရံရဲ့နောက်အစိုးရချင်းဆိုတာအသီးသီးပေါ့နေမေမိမိတို့တွေးရင်တွေးသလောက်အဲ့ဒါတွေဟာလူတို့ရဲ့ဥစ္စာတွေနော်လူတို့ရဲ့အသုံးဆောင်တွေလူတို့တတ်ဖက်မောစွာရှာနေကြတဲ့အရာတွေနော်အဲ့ဒီအရာတွေဟာတဲ့
လူမိုက်စီကိုရောက်သွားရင်အဲ့ဒီလူမိုက်ဤအကျိုးမဲ့ရန်အတွက်သာဖြစ်၏နော်စီစိမ်ပဲရောက်သွားအချမ်းရံပဲရောက်သွားအစိုးရချင်းပဲရောက်သွားအတတ်ပညာပဲရောက်သွားတဲ့လူမိုက်လက်ထဲကိုဒါရောက်သွားပြီဆိုရင်အဲ့ဒီဟာပထမဦးဆုံးအဲ့ဒီလူမိုက်ရဲ့အကျိုးမဲ့ဖြစ်တယ်တဲ့နောက်တစ်ခါအဲ့ဒီလူမိုက်ရဲ့ပတ်ဝန်းကျင်ရဲ့ပျက်စီးကြောင်းဖြစ်တယ်တဲ့ဒါကိုသူမိုက်ရဲ့အတတ်ပညာသည်စင်စစ်လူမိုက်အားအကျိုးမဲ့ရန်အတက်သာဖြစ်၍ကုသိုလ်အဖို့စုကိုဖျက်ဆီးပြီးလျင်ပညာဒီဟုသောဥထိတ်ကိုပြတ်ကျစေတတ်၏ဒါကအတူချုံးပြီးဘာသာပြန်ထားတာနော်အရှိဘာသာပြန်ရရင်အဲ့ဒီလူမိုက်ရရှိသွားတဲ့အတတ်ပညာစည်းစိမ်ဥစ္စာအချမ်းအယံအစိုးရခြင်းတွေသည်တဲ့နော်သူ့ပတ်ဝန်းကျင်ကိုလည်းဖျက်ဆီးတော့မယ်သူကိုယ်တိုင်ကိုလည်းဖျက်ဆီးတော့မယ်ပျက်စီးကြောင်းတရားတွေသာဖြစ်ဒီတရားကိုရာဇဂိုပြီးဝေလူဝံကျောင်းမှာဘု து အကြောင်းပြုပြီးဟောတယ်လေလို့မေးရင်တတ္ထိကူတဆိုတဲ့ပြိတ္တာတကောင်ကိုအကြောင်းပြုပြီးဟောနော်နာမည်ကတတ္ထိကူတဒါပါဠိလိုမြန်မာလိုပြောရင်တူအလျံပြောင်နဲ့နော်ရဲနေနေတဲ့တူမိဖုတ်ထားတဲ့တန်တူကြီးတွေပေါ့နော်ရဲနေအောင်မိဖုတ်ထားတဲ့တန်တူကြီး6000ကဥကောင်းကိုအဆက်မပြတ်ရိုက်ခတ်နေတဲ့အရိုက်အနဲ့ခံနေရတဲ့ပိဋ္ဌာကြီးတကောင်အကြောင်းပြုတ်ပြီးဟောတာအဲ့တော့ဒီနေရာမှာဦးဇင်းဏိဒန်းလေးနည်းနည်းပြောမယ်လူမိုက်ထံရောက်ရှိသွားသောအတတ်ပညာနော်စီးစိမ်အချမ်းရံအစိုးရခြင်းဟုတ်လားအဲ့ဒါနဲ့ရှင်ပြီးတော့ဦးဇင်းကပြောမယ်အခုသူတော်ကောင်းတို့ဦးဇင်းတို့မှာအကောင်းဆုံးအမွန်မြတ်ဆုံးအထက်တန်းကြဆုံးဖြစ်တဲ့ကိုးကွယ်ရာအားထားရာတရဏဂုံရှိမရှိသုံးပါးသောတရဏဂုံနော်ဒါတွေကအဖို့တန်ဥစ္စာလို့ပြောရင်ရောမရဘူးလားအဖို့တန်အတတ်ပညာလို့ပြောရင်ရောအဖို့တန်အချမ်းရံဆိုရင်ရောဟောဒါရှင်းကြည့်မယ်ဆိုရင်နော်တရားတစ်ပုဒ်ဟာတရားတစ်လုံးဟာအဲ့ဒီတစ်လုံးကိုနိုင်ချွတ်ထဲဝင်ကြံစပြီးတော့သိအောင်မြင်အောင်လုပ်မယ်ဆိုရင်မကုန်နိုင်ဘူးအဆုံးမရှိဘူးအဲ့တော့ဘုရားကတော့ဒါအကြောင်းပြုပြီးဟောထားတဲ့ဝတ္ထုလေးလည်းအခုနောက်ပိုင်းမှာဦးဇင်းပြောမှာပေါ့လေမပြောရတာကြတော့ဒီနေ့တော့အာဘာပြောရမယ်နော်အဲ့တော့အခုဦးဇင်းကရှင်ရဲ့အလုံးသိစေချင်တာဗုဒ္ဓရဲ့အဆုံးအမဘုရားတရားသံဃာယရဏ3ပါးသရဏဂုံ3ပါးဦးဇင်းတို့သူတော်ကောင်းတို့မှာရရှိထားပြီဒါပေမဲ့ဘယ်လောက်အဖို့တန်တဲ့ယရဏတွေရှိအသုံးမချတတ်တဲ့လူမိုက်လက်ထဲကိုရောက်သွားရင်အဲ့ဒီသရဏဂုံသည်အဲ့ဒီသူမိုက်ရဲ့ပျက်စီးကြောင်းဖြစ်တော့ဘာကြောင့်လဲသူဒီဖျားရှိလျက်နဲ့ဖျားကိုပြစ်မှားတော့မယ်စော်ကားတော့မယ်ဟုတ်လားဖျားမရှိရင်ဖျားစော်ကားကြရမရှိဘူးဗျတရားရှိနေတော့တရားကိုစော်ကားတော့မယ်တန်ခါရှိတော့ကြီးလေးတဲ့အပြစ်တွေဒီသူမိုက်မှာလုံးမလားမလုပ်ဘူးလားလုံးပါပါဗျာစဉ်းစားနော်တရားတစ်လုံးကဦးဇင်းကတွေးတတ်တဲ့ပုဂ္ဂိုလ်ဆိုတော့ဒီနေ့စာထဲမှာရေးထားတာတော့အဲ့လောက်မပါဘူးဘာအောင်လဲရေးလို့မရဘူးပေါ့လေအခုဒုဒကာဓမ္မတွေသိစေချင်တာကသူမိုက်ထံရရှိသွားသောအတတ်ပညာစီးစိမ်ဥစ္စာအချမ်းအယံအစိုးရခြင်းအဲ့ဒီတရားတွေအားလုံးဟာအဲ့ဒီသူမိုက်ကိုပျက်စီးစေတယ်လူမိုက်အားပေးဖြစ်သွားတယ်ဟုတ်တယ်နော်နောက်သူဤပတ်ဝန်းကျင်ကိုပျက်စီးစေခုတရဏဂုံကိုယ်ဝယ်ရအားထားရစိကရတရဏဂုံ3ပါးနဲ့တွေ့ခိုက်အသုံးချတတ်မှသုံးကြမှာအဲ့တော့အရင်တော့ဦးဇင်းဟောထားတဲ့အဆုံးအမလေးရှိတယ်ဒါပြင်ရမလို့ဖြစ်တယ်အခုထပ်မှန်ဖြည့်ဆွဲရမယ်အရင်ကအသုံးချမှအသုံးကြမှာအသုံးကြသလောက်ပဲတန်ဖိုးရှိတယ်
ဒါအချင်းချင်းပြောခဲ့ပြီအခုဒီစာလေးရင်းနဲ့ဥစဉ်ဘာထပ်တွေးမိလဲဆိုတော့အသုံးချတတ်မှအသုံးချမယ်အသုံးချတတ်မှနော်ကဲဒါလေးကိုဥစဉ်ကဖရာဟောဓမ္မခန္ဓာတဲကပါတဲ့ဝတ္ထုဇာတ်ကြောင်းအရင်ပြောမယ်နားထောင်ကြည့်နော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာစာလို့ရေးရင်ဘောဓိမှန်တိုင်မှာလို့ရေးတယ်ဘောဓိမှန်တိုင်ဆိုတာဘောဓိပင်နဲ့ရွှေပလင်အောက်မှာဘုရားအဖြစ်ကိုအောင်တော်မူတယ်နော်ဘောဓိပင်ပတ်ဝန်းကျင်မှာ49ရက်ဘုရားသခင်သုံးတော်မူတယ်ဒါဘောဓိမှန်တိုင်ပေါ့ဘောဓိမှန်တိုင်မှာအယက်မှာနေတဲ့ကာလဆိုတော့ဘုရားဖြစ်တဲ့အချိန်ကစပြီးဘုရားသည်တဲ့အဲ့ဒီ gate ကုတ်တောင်မှာရှိတဲ့ပိတ္တာတွေကိုသူမြင်ပါတယ်တဲ့တွေ့ခဲ့တယ်မြင်ခဲ့တယ်ပိတ္တာမျိုးစုံဟုတ်လားခန္ဓာကိုယ်တစ်ကိုယ်လုံးကိုလှန်နေအချက်လှန်ပေါင်းတိမ်တန်းချီပြီးတော့ထိုးနေတဲ့ပိတ္တာကြီးတွေတကိုယ်လုံးမီးဟုံတောက်လောင်နေတဲ့ပိတ္တာကြီးတွေနော်အခုလိုဥကောင်းကိုနော်ခေါင်းကိုရဲရဲညီနေတဲ့တန်တူကြီးတွေ6000အဆက်မပြတ်ရိုက်ချေခံနေရတဲ့ပိတ္တာကြီးတွေသူမြင်နေတဲ့မြင်ပေမြင်ညာတော့လေဖះမပြောခဲ့ဘူးတဲ့ဘာလို့မပြောလို့ဆိုမြင်တာသူတယောက်တည်းဖြစ်နေဟုတ်တယ်နော်ဒါပြင်အဲ့ဒီပိတ္တာတွေမရှိဘူးလားဖះကမသိဘူးလားဒါပေမဲ့သိသူကဖះတယောက်တည်းရှင်အဲ့တော့အမှန်တရားပဲဟုတ်ပါတယ်ပိတ္တာတွေရှိနေတာမှန်တယ်မြင်လဲမြင်တယ်ဒါပေမဲ့သက်သေမရှိဘူးတယောက်တည်းကပြောတာဆိုတော့မယုံတဲ့လူများရင်ဘုရားစကားကိုမယုံတဲ့သူတွေဟာနော်အကုသိုလ်ဖြစ်ကြမယ်ပြစ်ဒဏ်သင့်ကြမယ်ပျက်စီးကြမယ်အဲ့ဒီပျက်စီးမဲ့အရေးကိုမြင်တော့မှန်သောတရားမှန်သောအလုပ်အဟုတ်အမှန်ရှိနေတာဖြစ်ပါရဲ့နဲ့သက်သေစောင့်နေရတယ်ဘုရားတရားအတွက်သက်သေလိုတယ်မတရားမှုအတွက်တော့သက်သေမလိုဘူးအဲ့ဒါဟောသဘောပေါက်လားမတရားမှုဆိုတာထင်သလိုစိုင်းလို့ရတယ်နော်အချိန်စောင့်စရာမလိုဘူးလူစောင့်စရာမလိုဘူးသက်သေရှာစရာမလိုဘူးတာရကပြုစရာမလိုဘူးတော့ဘာဖြစ်လို့လဲဆိုမတရားမှုဖြစ်နေသူ့ရဲ့အဆုံးပန်းတိုင်ဟာပျက်စီးခြင်းသက်သက်သာဖြစ်တယ်ဆုံးရှုံးခြင်းပျက်စီးခြင်းသက်သက်ဖြစ်တဲ့အတွက်မတရားမှုအတွက်သက်သေမလိုသို့တော့တရားအတွက်တော့ဟောအချိန်စောင့်ရမယ်သက်သေစောင့်ရမယ်ဘုရားကိုယ်တိုင်စောင့်နေကြရတယ်အဲ့ဒါရှင်မဟာမောဂလန်ကိုရောမြတ်ကြီးပေါ်ပေါက်လာပြီးတဲ့နောက်ဘုရားကဲ့သို့အဲ့ဒီတတ္တဝါတွေကိုမြင်နိုင်စွမ်းရှိတဲ့ယဟန်တွေများစွာပေါက်ဖွာလာတဲ့အခါကျမှသက်သေရမှအမှန်တရားကိုဖော်ထုတ်ရတယ်ကြည်စမ်းနော်ဓမ္မနဲ့အာရမကွာခြားချက်အာရမတရားများကအာရမသမားများကငဲ့ညာเสียမလိုဘူးသက်သေစောင့်เสียမလိုဘူးနော်အချိန်မရွေးသူကကောက်လို့ရတယ်ထောက်ခံသူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအာရမကလုပ်လို့ရတယ်ဘာလို့ဆိုသက်သေမလိုဘူးသူ့ပန်းတိုင်ကပျက်စီးခြင်းဆိုတော့ဘလို့ဖြက်ပြက်သွားဖို့ရည်ကြီးတာဟုတ်တယ်နော်ကောင်းပြီအဲ့တော့ဓမ္မမှာじゃသက်သေလိုတဲ့အတွက်စောင့်နေတော့ရှင်မမောက္ကလန်ကြီးတနေ့သောကာလကြတော့ဂိတ်စကုတ်တောင်မှာရှင်လက္ခဏာဆိုတဲ့မထေနဲ့အတူတူဒါကလည်းသက်သေလိုသေးတာရှင်မမောက္ကလန်ကလည်းသူတယောက်တည်းတပါးတည်းမြင်ပြီးတော့တပါးတည်းပြောလို့မရပြန်ဘူးမရတော့နောက်လိုက်သက်သေပါတယ်နော်ရှင်လက္ခဏာမထေနဲ့ဂိတ်စကုတ်တောင်ပေါ်ကဆင်းလာတော့တနေရာရောက်တဲ့ခါကျတော့ရက်ပြီးတော့ရှင်မမောက္ကလန်ကပြုံးတယ်မြင်အောင်ပြုံးတယ်ဒီစကားလေးနော်ဟိုမှာတော့မဂ္ဂဇင်းထဲမှာရေးရတာဆိုတော့စာတူအရှည်ကြီးရေးလို့မရတော့ဒါတွေထည့်ရှင်းလို့မရဘူးယဟန္တာပုဂ္ဂိုလ်တွေဆိုတာကကျေနပ်เสียလည်းမရှိတော့ဘူးမကျေနပ်เสียလည်းမရှိတော့ဘူးပျော်เสียလည်းမရှိဘူးငိုเสียလည်းမရှိဘူးလောဘဒေါသမောဟကိလေသာကင်းစင်ပြီးသားပုဂ္ဂိုလ်ဖြစ်တဲ့အတွက်တို့ရည်နေငိုနေရတယ်ဆိုတာကကိလေသာကြောင့်ဟုတ်ဟုတ်ကလားပြုံးရတယ်ရည်ကြတယ်မဲ့ကြတယ်ဆိုတာတွေကကိလေသာရှိနေလို့ကိလေသာကင်းစင်သူမှာပြုံးเสียလည်းမရှိဘူးမဲ့เสียလည်းမရှိဘူးအလုံးသဘောပေါက်တယ်နော်အဲ့ဒါကိုရှင်မမောက္ကလန်ကိုရောမြတ်ကြီးကမြင်အောင်ပြုံးတယ်ဒါလေးမှတ်ထား
Yana de Biomi Suro Pajam Bion. A John Shilo, a John Shilo. Turuma Loga go get in there, Loga go a Jew Buzia. Loga a Jew sheet a look the coup born a look to Jonawe. Tilolima, no? Hello. These are on Bione, now got a poor thee on Biona. Dama I pour Midoma. A shimia pia, Behago, a John Buby, Bamian Loop Yona, don't shimia Bioni lonely. So, Shima Moglanga, Neo may I may go Mata, Piashi Yama made it. No? Do the Mabed on that. Tidiaro de Janavulu. No? Piashi Yama made it. So, Dinia Maduna Neo Teshida. The Yogami and the Yogamimu. Mamiendu, Miendua, Biobialo, Mamiendu, Yoma Ho. Cookie Bozora, Mamialo Mayom. Go River Hulu Mayom. On Malay, Dura, no Swanija. Eh? Hogala. Torama Kulunga do it, Mamialo Mayomude. A Mamialo Mayo no go may go down Yon the Amshibu. Huh? Hogala. He may be a Moita Lubana de Biam. Hola, Nero and Lida upon you. No? Moisa had a lepsic in Pima boy. Lang go at a lepsic in Pima boy. Hogala. Edo ta. Mamielo Mayom. Telopilla Gelo she it. Mamielo Mayom, a bit your way ban, gay, shuncha. Ho. Luria Chimo Mute, gay and Lord, no? A lawyer who gay at Dajare. A lawyer who got Chimon Dajam. Daluro the Bawa. And Yana, you got gay, a bit human. Erochima Moglang at the Dua. That's the Yayong live Piona. Piona made a car, but do she young map. About some Yene Luchin Biambido, a piano that they view Uma. Get her. So Ariane Song and Doja Song hang up Pian Laro. Piasin Goromia Gitan, Chinka de Kama, Shinlakana, Lema Mimilio, and Maybar. Shimpia Manega Gisco down, I say Song and Jola Guy. The Kudo Yama, Shimpia Yayu, Biondo, Muji, Jango, Mindo Mua, Pia, Soroma, era. Na, the gong no big dago, me and look. Biona, hey, Piashi out of Bioi. Shima Moglan Goromia. Eddie Peter, Toro Tusan, two Gomo, two, no, Alian Ye, two so that didn't you than do you didn't yanidam hobu. No, me potalo, ye, Peter, Alian Pyong Tani. No, you yenny lam hobu. Taha, a puzo chin young, a young dollar. A Alian Pyong down it than to chow down it. To Bombla. Two can go a donga wall sheet. Hola. A donga wall sheet can go G-Match. Two go down you. 2 pound chow down. Liam Pyong meet down on it, tan 2 pound chow down it. Yaichi need it. Yaichi can the other bait you to me. A tan do chow down Gomo giant, Gong a city in yet G. 2 Rapian Malay and Gombian Yaula. Metro Sonic, Mero Sonic Lalo. Eh? But I will aim at the Ubia. Hogala. Gomula. Say that no. Pay that over one, a year was or that Nayema Miso the Launide, Naye Dariga, Tuya, Netja, Taja, Piaja, Gombia Jado, Gombia Sete, Chipia Jado, Chipian Sete. Eh, then you would be up here, launch out of Uregalizare, a gone long bow jado, a canal, Pianfilla. So, lose that number the Regoni. Chichin Yaula. Sindano. Sinano, Damahali, Nalong to him, mamma, a Joshi. Nalong to mamma, a Joshi. Palao ho ho. David to go 2 chow down a gong or Sambia Yakan at a boadi. Mimia the Boala, young of Boa. How we chanda the Boala, sing the Boa. Sing the Gishi. Yai chi like. ပြန်ဖြစ်လာလိုက်ရိုက်ချေကြလိုက်ပြန်ဖြစ်လာလိုက်ရှင်မမောက္ကလံဘာပြောလဲဆိုငါဟောဒီခန္ဓာကိုယ်အတ္တဘောကြီးနဲ့ဒီဘဝမှာပေါ့လေအရင်စကားပြောရင်စာစကားနဲ့ပြောတော့ဒီခန္ဓာကိုယ်အတ္တဘောနဲ့အရင်တစ်ခါကအရင်တုန်းကတစ်ချိန်တစ်ခါမှမမြင်ဘူးဒါစားလို့ပြောတာတို့အရက်လို့နားလဲအောင်ပြောအရက်သားဟောအရက်လို့ပြောအောင်ပေါ့
ရက်လို့နားလေအောင်ပြောရင်ငါတော့ဒီဘဝမှာတစ်ခါမှမမြင်ဘူးကွာဒီလိုသရဝါမျိုးတစ်ခါမှမမြင်ဘူးဟေးတဲ့သူ6000ရိုက်ချိတ်ခံရတဲ့သရဝါမျိုးငါအဲ့ဒီဟာကြီးကိုမြင်ခဲ့ရတာကွာရှင်မမောက္ကလံပြောတော့ဖခင်ကသက်သေရဘုရားရှင်ကိုရမကြီးကဆက်ပြီးပြုံးတော်မူတယ်ဆိုတော့ယဟန်တွေအကုန်လှည့်ကြည့်တော့ဘုရားရှင်ကိုရမကြီးအေးဟေးတဲ့ငါအဲ့ဒီလိုပိဋ္ဌာတတ္တဝါတွေကိုဘောဓိမန္တိုင်ဘောဓိပဲနဲ့ရွှေပလင်ထက်မှာဘုရားဖြစ်အောင်တော်မူစဉ်ကလေးကငါတွေ့ပြီးမြင်ပြီးဖြစ်ပါတယ်သက်သေမရှိလို့ငါဘုရားရဲ့စကားကိုမယုံမကြည်ဖြစ်ကြရင်အဲ့ဒီပုဂ္ဂိုလ်တွေပျက်စီးမှမြင်လို့ဟောဘုရားမြင်တော့မြင်တယ်မြင်တဲ့အတိုင်းပြောလိုက်လို့နောက်ကပြစ်တင်ကြမယ်ကဲ့ရရမယ်ရှုံချကြမယ်ဆိုအဲ့ဒီလူတွေဘာဖြစ်ကုန်ပျက်စီးကုန်မယ်အကုသိုလ်တွေဖြစ်ကုန်မယ်ဆုံးရှုံးကုန်အဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးကသူတစ်ပါးပျက်စီးမှစိုးလို့ငဲ့ညာပြီးတော့မပြောခဲ့တာဒီနေရာမှာစကားလေးနည်းနည်းထည့်မယ်တို့ဗုဒ္ဓဘာသာဝင်တွေသတိထားဖို့နော်အခုကိုယ်တိုင်ဝတ်ကြွေးပေါင်းစုံမခံရအောင်လားဒါတော့တို့တိုင်းတို့ပြည်တပြည်လုံးခံနေရတာသိနေတာပဲနော်အဲ့ဒီဝတ်ကြွေးတွေခံရတဲ့ခါကြတော့ဘာပြောလဲဆိုဒင်းတို့အလှဲ့ကြသိမယ်မလီတော့သူတို့အလှဲ့ကရောက်မရောက်နိုင်ဘူးပြောလားအဲ့ဒါဘုရားရှင်ရဲ့တပိသားတာဝကပိသားပြီလားတရားကိမ့်ပြီလားသူတစ်ပါးပျက်စီးကြောင်းကိုအလိုရှိနေတာသူတစ်ပါးပျက်စီးပါစေလို့ဆန္ဒတွေဖြစ်နေတာဒါပြန်သူတော်ကောင်းတွေဖြစ်ကြပြီလားဟေးဒါမို့တရားတစ်လုံးခေါ်လို့မကုန်ဘူးပြောတာအခုဒီဖြစ်ရလေဒီဖြစ်စဉ်လေးတွေကိုကြည့်ဖရာသည်အမှန်တရားကိုတွေ့ပါ၏အမှန်အရှိကိုမြင်ပါ၏သို့တော်တဲ့သူတစ်ပါးပျက်စီးမဲ့အရေးကိုမြင်၍မပြောတဲ့အဲ့တော့ဦးဇင်းတို့သူတော်ကောင်းတို့ရဲ့ရှေ့ဆောင်လမ်းပြသည်ဘယ်သူလဲဖရာဟုတ်တယ်နော်ဦးဇင်းတို့သူတော်ကောင်းတို့လိုက်နာကျင့်သုံးတာဘယ်သူအဆုံးမလဲဒါဖြစ်ရင်သူတော်ကောင်းတို့ဦးဇင်းတို့သည်ဖရာရှင်ကျင့်သုံးတယ်လို့ကျင့်သုံးရမယ်သူတစ်ပါးအပျက်စီးကြောင်းကိုလုံးဝအလိုမရှိအပ်ဟုတ်ပြီနော်ဗုဒ္ဓဘာသာမှန်ရင်သူတစ်ပါးအမှားလုပ်မှာကိုလည်းအလိုမရှိအောင်အဲ့ဒီအမှားရဲ့ပြစ်ဒဏ်တွေခံရမှာကိုလည်းအလိုမရှိအောင်သူတကားတွေလွဲမားခြင်းလွဲမားတဲ့အကုသိုလ်အလုပ်လုပ်ခြင်းမှရှောင်လွဲနိုင်ကြပါစေဟုတ်ပလားလွဲမားသောအကုသိုလ်ဤအကျိုးကိုခံစားရခြင်းမှလွတ်မြောက်ကြပါစေဟုတ်ပလားဗုဒ္ဓဘာသာဝင်တာဝကအစစ်ဖြစ်အောင်လုပ်တော့တင်းအလဲဆိုတာမပြောပါနဲ့အခုငါတို့ကကိုယ်အလဲကိုယ်အကျွေးကိုကြည်အောင်ဆက်ဝတ်ရှိလို့ပေါ့ဗျဒါမို့ဒီနေ့ဟာဥဒုမင်္ဂလာတရားဝဲပိတ်ခံရဟုတ်တယ်တားမြစ်ခံရတယ်ဘာဖြစ်လို့လဲဆိုတော့သူ့မင်္ဂလာအာကုသို့များလို့ပေါ့ဟုတ်လားအတိတ်ကဝတ်ကြွေးမရှိခဲ့ရင်နော်ဥဒုမင်္ဂလာကိုဘယ်သူမှလက်ဖြားနဲ့တောင်တို့လို့မရဘူးဟုတ်လားအကြောင်းရှိလို့ဒါဖြင့်ဘယ်သူမပြုဒါနှလုံးသွင်းထားဘယ်သူမှမှားတာမဟုတ်ဥဒုဥသိုံပြောကြတယ်အရှင်ဘုရားကိုဘယ်သူလှုပ်တာတော့တဲ့ကံကလှုပ်တာလို့ပြောလိုက်ဟာရှင်မြတ်ဘယ်သူပေါ်ရတယ်မသိဘူးသိလည်းမသိခြင်းဘူးသိအောင်လည်းမကြိုးစားဘူးငါကြွေးဟောင်းဆက်နေတာအဲ့တော့ကြွေးသစ်ပြုကြမဲ့ပုံကိုယ်တွေတော့ငါသနာနေတယ်ငါကြွေးဟောင်းကိုအကြောင်းပြု၍သူတို့ကြွေးသစ်ဖြစ်ကြတာအဲ့ဒီကြွေးသစ်ကအမြန်လွတ်မြောက်ကြပါစေငါလိုကြွေးမျိုးသူတို့မတင်ကြပါစေနဲ့ဟုတ်ကလားအဲ့ဒါမှဘုရားရဲ့တာဝကအစစ်ဖြစ်မှာဥစဉ်ကလေအခုပြောလို့သူတို့လာပြီးမေးကြလူတွေကမလို့ဘုန်းကြီးတော်တော်စိတ်ဆင်းရဲနေတယ်ဒီမှာစားကောင်းအိတ်ကောင်းကျွေးဆတ်နေရတာဟုတ်လားကျွေးဆတ်နေရတာအရှင်ဗျာမလိုက်ဘူးလားမပြောဘူးလားဘာမှမလုပ်ဘူးဘာမှမလုပ်ဘူးဆိုဘာလို့မလုပ်တော့ဆိုကျွေးရှိတာဟုတ်ဗျာ
ကိုကျွေးရှိတဲ့လောက်တော့ခံရမှာအဲ့ဒါမကျေနပ်เสียမရှိဘူးငါတစ်ချိန်ကဒီလိုသူများအလုပ်ခဲ့လို့ငါအလုပ်ခံရတာပေါ့ဟမ်အကြောင်းမကင်းလို့တေးကြတယ်အဲ့တော့ကိုလှုပ်တဲ့လူတွေပြန်တဖန်ပြန်ပြီးတော့ဟာငါလိုပဲဖြစ်ပါစေဆိုတော့ဒီတန်တရားကြီးပြီးပါဦးမလားဒီဝတ်ကောပြီးပါဦးမလားမပြီးဘူးဓမ္မဘက်တော်သားဆိုတာဘာလဲဥစဉ်စဉ်းစားတယ်ဖခင်ကသူ့အပြောသူ့ရဲ့ကာယကံဝစီကံမနောကံတို့ကြောင့်တပါးသောပုဂ္ဂိုလ်တဦးတယောက်ဘယ်သူကိုမှပျက်စီးကြောင်းကိုအလိုမရှိဘူးအဲ့တော့ဦးဇင်းတို့တရားဓမ္မတွေလည်းဗုဒ္ဓရဲ့သာဝကမှန်ရင်သူတစ်ပါးပျက်စီးကြောင်းကိုကြံလဲမကြံနဲ့ပြောလဲမပြောနဲ့လှုပ်လဲမလှုပ်ကဲဘောပေါက်တယ်နော်ကောင်းပြီအဲ့တော့ငါဒီဘောဓိမန္တိုင်းအထက်ကဒီပိဋ္ဌာတွေမြင်ပြီးသားတဲ့ဒါပေမဲ့သက်သေမရှိလို့ငါမပြောခဲ့တာဟေးတဲ့သက်သေမရှိလို့မင်းတို့မယုံကြရင်ပျက်စီးမှာဆိုလို့အဲ့တော့အခုတော့မောက်ကလန်သက်သေရပြီဒါဖះပြောတဲ့အတိုင်းကိုကပြန်ပြောလို့နော်ဥစဉ်ကခေါ်ရင်တော့ရှင်မမောက်ကလန်လို့ဒီလိုခေါ်မှာပေါ့အဲ့တော့အဲ့ဒီအသုံးတုံးကလည်းရှိသေးတာဗျဘာလို့ဆိုတော့လောကမှာအာဓမ္မအမြင်ရှိသူများကပိုများတယ်ပိုများတော့သူတော်ကားရဲ့အပြစ်ကိုတော့ဖြင့်အဲဒီနေရာမှာလဲသူတော်ကောင်းတဲ့သူယုံမှာကွာတယ်သူတော်ကောင်းကတော့အများအကျိုးရှိမဲ့အလုံးနဲ့ကိုယ်အပြစ်ကိုပဲကြည့်တယ်သူယုံမှာကတော့သူတော်ဘာအပြစ်ကြည့်ပြီးတော့အများအကျိုးပျက်စီးချောင်းကိုလုပ်တယ်ကွာတယ်နော်သူယုံမှာကတော့သူတော်ဘာအပြစ်ဖက်လိုက်ရှာနေတာသူတော်ကောင်းကကိုယ်အပြစ်ကိုပဲရှာတယ်ဟုတ်ပြီနော်အဲ့တော့အဲ့နေရာမှာဥဒုမင်္ဂလာအကျမ်းရှင်မာမောက္ကလန်ကိုတော်မြတ်ကြီးတော်မောက္ကလန်လို့ပြောသွားတယ်လုံးချင်လုံးမဟုတ်ဘူးဟမ်ဘာလို့ပုံပြောနေဝတ္ထုပြောနေ direct speech and indirect speech ဆိုတာရှိတယ်အဲ့တော့အင်္ဂလိပ်စာတတ်တဲ့လူတွေသိတယ်ပေါ့ကွာနော်တို့က indirect speech နဲ့ပြန်ပြောရတာတစ်ဆင့်ပြန်ပြောရတာဖခင်ကဒီလိုပြောတယ်မောက္ကလန်သက်သေရှိတော့ဆိုတော့ဒါဥဒုမင်္ဂလာပြောတဲ့စကားလားဖခင်ပြောတဲ့စကားဒါစာတတ်တဲ့လူတွေကုန်သိဟမ်ဂရမနိုင်ရင်ပေါ့လေဟုတ်လားအဲ့တော့မောက္ကလန်သက်သေရှိတော့ငါပြောပြီတဲ့အဲ့တော့ဒီတူမ6000အရိုက်ခံနေရတဲ့ပိဋ္ဌာငါအရင်ကတည်းကမြင်ပြီးသားဆိုတော့ယဟန်နေရထတောင်းပါတယ်ရှင်ဗျာဒီလိုဖြစ်ရင်လေအဲ့ဒီတူမ6000နဲ့ဒါလောက်ရဲရဲညီနေတဲ့တူ6000နဲ့မပြတ်အရိုက်ခံနေရတဲ့အာကုတို့သည်ဘယ်လိုအတိတ်ကံကြောင့်ဖြစ်ရပါသလဲဖယားဒါလေးပြောပါဆိုတော့မှအေးဟေးတဲ့ဆိုပြီးတော့ခုနဂါထာလေးဖယားကရွတ်တယ်လူမိုက်မှာရရှိလာတဲ့အတတ်ပညာဟုတ်ပြီနော်လူအသုံးဆောင်ဖြစ်တဲ့စီစိန်ဥစ္စာနော်အချံအယံအစိုးရခြင်းဒါလူတို့ရဲ့အသုံးဆောင်တွေဒါတွေလူမိုက်မှာရရှိလာပြီးလာသည်ဖြစ်တော့တဲ့အဲ့ဒီပစ္စည်းတွေကအဲ့ဒီလူမိုက်ရဲ့ပစ္စည်းကြောင်းပဲဖြစ်တော့တာပဲဆိုပြီးဂါထာလေးရွတ်ပြီးတော့မှအတိတ်ဇာတ်ကြောင်းကိုပြောတယ်အတိတ်တစ်ချိန်တုန်းကဗာရာဏသီပြည်မှာဗြဟ္မဏမင်းကြီးအုပ်ချုပ်နေတုန်းပေါ့နော်အဲ့ဒီမှာသူဆွန့်ဆိုတော့သူဆွန့်ဆိုတာစကားမပြောနိုင်တဲ့ပုဂ္ဂိုလ်နော်ဆွန့်အာနာမကြအားလုံးသိတယ်နော်အဲ့ဆွန့်အာနာမကြပုဂ္ဂိုလ်တယောက်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကသူကတခုသောပညာကိုတစ်ဖက်ကန်းခတ်တတ်အဲ့တော့စာထဲမှာတော့ဆုံးခန်းတိုင်အောင်တတ်တယ်လို့ဒီလိုရေးတယ်ဒါပေမဲ့ဦးဇင်းကအဲ့ဒီဟာကိုသိသဘောမကျဘာလို့သဘောမကျလဲဆိုပညာရက်ဆိုတာဘယ်ပညာဖြစ်ဖြစ်အဆုံးမရှိဘူးဒါလည်းစောရကတက်ချင်တက်ကြမှာပေါ့နော်သို့တော့ဦးဇင်းမြင်တာတော့ဒါပဲလောကီပညာမှာအဆုံးမရှိဘူးနော်လောကုတ္တရာမှာပဲအဆုံးရှိတယ်အဆုံးရှိတာလောကုတ္တရာပဲရှိတယ်လောကဥတ္တရာလောကကလွန်မြောက်သွားမှလမ်းဆုံးကိုရောက်လောကီပညာမှာအဆုံးမရှိဘူးဒါပေမဲ့ရှိပါစေတော့ဒါသူ့အကြိုက်ကိုယ်ကြိုက်ပေါ့စာထဲမှာရေးထားတာတော့အဲ့ဒီအတတ်ပညာကိုသူအဆုံးတိုင်တတ်သည်လို့ဒီလိုပြောထားတယ်အဲ့တော့ဦးဇင်းတို့တော့တစ်ဖက်ကန်းကတ်တတ်တယ်အလွန်ကျွမ်းကျင်တယ်ပေါ့ဘာပညာလဲဆိုတော့ကြောက်စီခဲပစ်တဲ့ပညာကြောက်ခဲလေးတွေနဲ့ပစ်တာနော်အဲ့တော့ဒီပညာကျွမ်းကျင်တော့ तू ကဘာလုပ်လဲဆိုတော့မြို့ဝင်ဗာရာဏသီမြို့ဝင်ကပညောင်ပင်ကြီးအောက်မှာထိုင်အဲ့တော့ရွာသူရွာသားကလေးငယ်တွေလည်းရောက်လာတဲ့ခါကျရင် तू ကအဲ့ပညောင်ပင်ကြီးကအရွက်တွေကိုကြောက်ခဲလေးတွေနဲ့ပစ်ပြီးတော့ပြတ်ကျစေပြီးတော့ဆင်ရုပ်တို့မြင်းရုပ်တို့ပုံဖော်တာကြောက်ခဲနဲ့ပစ်ပြီးပုံဖော်တာ
အဲ့တော့ကလေးတွေကလာတယ်မြင်းရုပ်လုပ်ပြပါဆိုတော့မြင်းရုပ်ကလေးပြပြဆင်ရုပ်လုပ်ပြပါဆိုဆင်ရုပ်ကလေးပြပြညောင်ရွက်တွေဗညောင်ရွက်တွေကိုပြစ်ပြီးတော့ပုံဖော်တယ်အဲ့တော့အဲ့လိုလုပ်ပြကလေးတွေကသဘောကျစားစရာတောက်စရာပေးဆိုဒါလေးနဲ့ तू အသက်မွေးနေတယ် तू ဆွန့်က तू အားကနော်အဲ့လိုနေတော့တရက်ကြတော့ဗာရန္တရီမင်းကြီးကတိုင်းကလဲ့လေဥယျာဉ်ကစားထွက်ရင်းနဲ့အဲ့ဒီပညောင်မေအောက်မှာခဏဝင်နာတော့ဒီဘယင်ကြီးကိုခုနက तू ဆွန့်ပစ်ထားတဲ့ကြောက်စီခဲနဲ့ပစ်ထားတဲ့အယုတ်တွေနေရာကအပေါက်တွေကနေရောင်ထိုးတာပေါ့နေရောင်ထိုးတော့ရှင်ဘယင်ကဟာဒီဘယင်ကဒီလောက်ကြီးရတဲ့နဲ့နေပြောက်ကထိုးလာကြီးလားဆိုမော့ကြည့်လိုက်တော့ဆင်ရုပ်တွေမြင်းရုပ်တွေပုံသဏ္ဍာန်တွေတွေ့ရဒီတော့ဒါဘာလို့လက်ချက်လဲဒါပုံမှန်ဖြစ်တာမဟုတ်ဘူးဆိုတော့မှစုံစမ်းထောက်လန်းတော့အဲ့ဒါ तू ဆွန့်ရဲ့လက်ချက်ပဲဆိုတာသိတော့ဒီ तू ဆွန့်ခေါ်စီပေါ့ခေါ်ပြီးတော့မှမင်းဒါဒီမင်းလောက်တာဟုတ်သလားဟုတ်ပါတယ်ဆိုတော့ तू နီးသူကလည်း तू ဖြေမှာပေါ့စကားမှမပြောနိုင်မနဲ့နော်ဒါဖြင့် तू လောက်ပြစမ်းဆိုလောက်ပြတယ်လောက်ပြတော့တက်သိပြတော့ရသွားပြီဒါဖြင့်မင်းငါမေးမယ်လူတယောက်စကားပြောနေတဲ့အချိန်မှာပါဇက်ဟတိုင်းအဲ့ဒီလူရဲ့ပါဇက်ထဲကိုစိတ်ချီးတုံးတွေလှမ်းပစ်မယ်စိတ်ချေးလေးတွေပစ်မယ်မင်းဝင်အောင်ပစ်နိုင်သလားငါရပါတယ် तू ဒီလောက်ကတော့ဖြင့်မခက်ခဲပါဘူးငါဒါဆိုโอเคနန်းတော်လိုက်ခဲ့ तू ချက်ချင်းယာရုပေးမယ်အလုပ်ပေးမယ်နော်ဘာလို့လဲဆိုတော့ရှင်ဘုရင်က तू တော်တော်ဒုက္ခရောက်နေတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့နန်းတော်ရင်ပြင်မှာနန်းတော်ထဲမှာသူ့ရဲ့အဆောင်မှာပဲဖြစ်ဖြစ်ညီလာခံမှာပဲဖြစ်ဖြစ်စကားပြောတော့မယ်ဆိုဘုရင်ကစကားတခွန်းပြောလိုက်တာနဲ့နောက်ကနေရေပက်မုံအောင်ပြောတတ်တဲ့ပုံသားတစ်ယောက်ပရောဟိတ်ပုံသားတစ်ယောက်ရှိတယ်မင်းတိုင်ပဲအမှတ်ပေါ့အဲ့ဒီပုံသားကြီးကစကားလုံးများညီလာခံမှာသူများမပြောလိုက်ရဘူးသူပြောတာနဲ့ပြီးဟုတ်ပြီနော်အေးဒါလည်းဖះဟောထဲမှာပါတာနော်တော့ကြာဟိုတို့လည်းလွတ်တော်မရောက်ဘူးပါဘူးလွတ်တော်တဲ့ဒီဖြစ်စဉ်နဲ့တိုက်နေလို့ဆိုထပ်ပိတ်ပြန်လည်းမပြောတတ်ဘူးပေါ့လေနော်အဲ့တော့ခက်ကြီးပဲဟိုတို့ပါလဲတိုက်ကြီးမှာတရားဟောသလိုတိုက်ကြီးမှာတရားဟောတော့ရွှေကွက်ရဲ့ရွှေလင်ပန်းရဲ့ရွှေချင်ချင်းရဲ့နော်3သိန်းဆိုတော့အဲ့ဒါပြန်လဲဆင်းလာရောဆင်းချင်းဦးစင်းလေးတစ်ပါးသတိပေးတယ်ရှင်ဘုရားဟာညှိတော့မှာဘာညှိတာတော့ဆိုဝန်ကြီးတယောက်လာစား3သိန်းနဲ့ငါမှမသိပဲကွာလို့တို့ကအယိုးကံပြောတာပါလို့ငါစိတ်လဲမဝင်စားဘူးသူတို့သိလဲမသိဘူးလို့အဲ့တော့ရွဲ့ပြောအောင်ကလည်းသူတို့အကြောင်းငါသိကိုသိတာမဟုတ်ဘူးလို့ရှင်းပြောရင်ရန်ကုန်တိုင်းဘယ်သူအုပ်ချုပ်နေငါမသိပါဘူးသိလဲမသိကြပါဘူးသိစရာလည်းမလိုပါဘူးနော်အဲ့တော့အခုတော့သိစရာလိုသွားတာပေါ့နိလိုအောင်လုပ်လိုက်တာအဲ့တော့ထားပါတော့အခုလည်းဒါစားရဲပါတဲ့အတိုင်းပြောတာပါဘယ်သူကိုမှရည်ရွယ်တာမဟုတ်ပါဘူးဟုတ်လားအဲ့တော့အလွန်စကားများတဲ့ဘရောဟိတ်ကြီးတယောက်ရှိတယ်အဲ့ဒီဘရောဟိတ်ကိုပါဇက်ပိတ်အောင်လုပ်ချင်တယ်အဲ့တော့ရှင်ဘုရင်ကညီလာခံမှာဒီတစ်ခါငါစကားပြောတဲ့ခါငါစကားစပေးလိုက်လို့ဒီပုံသားစကားပြောတာနဲ့ပါဇက်ဟာတာနဲ့မစ်ဒီစိတ်ကြီးလုံးပြစ်သွင်းဟုတ်ပြီနော်အဲ့တော့သူကလည်းဘယ်လောက်ကျွမ်းလဲဆိုတော့ရှင်မင်းကြီးနောက်ကကလကာကာထားလိုက်ပါတဲ့အဲ့ကလကာနောက်ကျောကကတ်ကြီးဥပြားလေးနဲ့ဖောက်ထားတဲ့အပေါက်ကလေးသေးသေးလေးအဲ့ဒီအပေါက်ကလေးစိတ်ချီးဝင်ုံတော့အပေါက်ကလေးကနေသူကအဲ့ဒီအပေါက်ကပြစ်ဟုတ်ပြီနော်အဲ့ဒါသူတို့နှစ်ယောက်တိုင်ပင်ကြပြီးရှင်ဘုရင်နဲ့ဒါသူစော့တဲ့ပေါ့လေတိုင်ပင်ကြပြီးတော့တင်းတိမ်ကာပြီးတော့ညီလာခံလုပ်တဲ့ခါကျတော့ပုံနာစကားပြောပြီဆိုတိုင်းနောက်ကနေပြစ်သွင်းတာစိတ်ချီးဘယ်လောက်သွင်းရတယ်ဆိုတော့တစ်စက်လေဒီပုံနာဘယ်လောက်စကားပြောသလဲဆိုရင်အဲ့ဒီစိတ်ချီးသူပါဇက်ဟာလိုက်စိတ်ချီးပြစ်သွင်းလိုက်အဲ့ဒီဟာမျိုးချလိုက်ဆက်ပြောလိုက်နော်အဲ့တော့သူဆုံးကနောက်ကနေပြစ်တာစိတ်ကြီးကကုံသွားပြီသူစီတစ်စက်လေပြစ်စရာမရှိတော့ဘူးအဲ့တော့မှကလကာလှုပ်ပြီးအချက်ပြတယ်မင်းကြီးကိုအချက်ပြတော့မင်းကြီးကငါကောင်တော့ကုံသွားပြီသိတယ်ဒါပေမဲ့ပုံသားကစကားပြောမရသေးဘူးနော်အဲ့တော့မှအော်ပုံသားကြီးတဲ့သင်တော့ငါချီးကျူးရမလို့ဖြစ်နေပြီစိတ်ချီးလဲတစ်စက်လေကုံသွားပြီတဲ့နော်ဒါပေမဲ့သင်စကားပြောကအခုထိမရသေးပါလားနော်တော်ပြောနိုင်တာပဲလို့မင်းကြီးကပြောတော့မှအဲ့ဒီပုံသားကြီးကသူ့ဘိုက်ထဲမျိုးချရတာလဲစိတ်ချီးကဘယ်လောက်ရှိသွားတစ်စက်လေမျိုးထားရတာ
အဲ့ဒီနောက်ပိုင်းကျမှပုံနာစကားစိတ်သွားတယ်တဲ့ရှေ့ဆက်ပြီးတော့သူစကားများများမပြောတော့ဘူးနောက်ဆိုရင်ရှင်ဘီရင်နဲ့လိုရာပဲပြောတော့ရှင်ဘီရင်အတွက်အများကြီးချမ်းသာရသွားတယ်အဲ့ဒီနားချမ်းသာသွားတာနဲ့ကျေးဇူးရှင်လို့သတ်မှတ်လိုက်တယ်ဟောကျေးဇူးသိတော့တန်ဖိုးသိတော့ကိုအခက်ခဲတစ်ခုကိုကူညီပေးထားတာလေးကိုကပညာရှိသူတော်ကောင်းတို့ကြတော့ကျေးဇူးရှင်သတ်မှတ်ဟုတ်လားကိုစိတ်ချီးပြည့်သွင်းတာနော်စကားများတဲ့ပုံသားကိုစိတ်ချီးပြည့်သွင်းတော့စကားမပြောတော့တဲ့အတွက်ရှင်ဘုရင်နားချမ်းသာသွားအဲ့ဒါရှင်ဘုရင်ကကျေးဇူးရှင်တဲ့တိတက်လိုက်တဲ့ဘုရင်ဘုရင်ကြီးတော်လိုက်တာကျေးဇူးရှင်ပြီးဆိုပြီးတော့တပ္ပတကဆိုတဲ့စုအရာရာတိုင်းဆင်ရှစ်ကောင်းမြင်းရှစ်ကောင်းနော်ရှစ်ခုအုပ်စုတွေကြီးပါတဲ့အုပ်စုစုကိုချီးမြှင့်ပြီးတော့ဒီဗာရာဏသီမြို့ကြီးရဲ့အရက်၄မျက်နှာမှာရှိတဲ့ရွာမြတ်၄ရွာနော်ရွာမြတ်ဆိုတာအခွန်ဘာနာတွေနော်ဘောတည်ရတယ်ကောက်ပဲသီးနှံတွေဖွံ့ဖြိုးတယ်ตาရတဲ့ရွာကြီးနော်အမတန်စီပင်ပြန့်ပြောတဲ့ရွာကြီးရွာမြတ်၄ရွာ၄ရွာအပိုင်စားပေးလိုက်ကဲနော်ကျေးဇူးတတ်တဲ့ရှင်မင်းဒီတော့ကြောက်စိရခဲလေးပြစ်တတ်တဲ့ပညာဘာမှမပြောပါတော့ဘူးနော်ဘာတွေကျမ်းဂန်တွေဘာတွေစာပေတွေဘာပညာတွေထူးထူးလဲလဲတတ်တာမဟုတ်ဘူးအင်ဂျင်နီယာကြီးလည်းမဟုတ်ဘူးဆရာဝန်ကြီးလည်းမဟုတ်ဘူးဘာလေးလောက်တတ်တာလဲကြောက်စိရခဲလေးပြစ်တတ်တဲ့ပညာကလေးနဲ့အသုံးချတတ်တဲ့အခါကျတော့နော်အသုံးချသွားပြီးတော့အခုစီးစိမ်ချမ်းသာတွေရမသွားဘူးလားအဲ့ဒါလိမ္မာပါဏဆိုတာသူသုံးချတတ်တဲ့အတွက်သူ့အတွက်အကျိုးစီးပွားဖြစ်ထွန်းသွားတယ်အဲ့ဒီမှာယောက်ျားတစ်ယောက်ကဒီသူဆွန့်ကဘာဘက်နဲ့ကြောင့်ရွာလေးရွာရဲ့တကြီးဖြစ်ရွာလေးရွာအပိုင်စားရတာဘူးဗျဒါတွေလည်းမဟုတ်ဆိုတော့မဟုတ်ဘူးတပ္ပတကဆိုတဲ့စုစင်ရှစ်ကောင်မြင်းရှစ်ကောင်နဲ့စုကြီးတွေရထားတယ်ဆိုတော့ဟာသူဘာကြောင့်ရတာလဲဆိုဒီကြောက်စိတ်ခဲပြစ်တတ်တဲ့ပညာကြောင့်ရတာဆိုဟာအဲ့ဒါဆိုငါလည်းသင်အောင်မယ်သူစွန့်စီမှာပညာသင်ဖို့သူတောင်းပန်သူ့ကိုပညာသင်ပေးပါဆိုတော့သူစွန့်ကသင်မပေးဘူးသူဘာလို့ပညာလာသင်တာစီးစိမ်ဥစ္စာတွေလိုချင်လို့ဒါပေမဲ့သူရည်ရွယ်ချက်မှန်လားပညာရတစ်ခုဟာအဲ့ဒီပညာကိုတန်ဖိုးထားပြီးသင်မှဟိုစဉ်ဆေးကြောင်းသားတွေထောက်ပံ့ထားတာမြင်ရှိတယ်ဒီနေ့ဆိုရင်လျှောက်ထားတာအယောက်60တောင်လျှောက်ထားတယ်ဘာလို့မှမသိလို့နည်းနည်းစဉ်းစားရင်နဲ့တလနောက်ကြလဲတလသက်တာတယ်ဟာဆိုပြီးအဲ့လိုမဟုတ်ပါဘူးစဉ်းစားနေတယ်ရေရှည်ပေါ့လေဒီကလေးတွေကြောင်းပြီးတဲ့အချိန်ငါဘယ်လိုတာဝန်ယူမလဲဟဲ့လားရှေ့လျှောက်ဘတ်ဂျက်ကလည်းဘယ်ကဝင်မလဲပေါ့လေစဉ်းစားရသေးတာဟုတ်နော်အဲ့တော့တာဝန်ယူထားရင်တာဝန်ကြေမဖြစ်မှာဆိုပြီးတော့ထိုင်စဉ်းစားနေတာအယောက်60ဆိုတော့ထားပါတော့အဲ့ဒီကလေးတွေလာရင်မေးတယ်မင်းကဘာလို့ဆေးကြောင်းတက်ချင်တာတော့ဆိုတော့ဆရာဝန်လှုပ်စားမလို့တဲ့ဖြေတာဆရာဝန်လှုပ်စားမလို့ဆိုရင်အဲ့ဆေးပညာမင်းမသိနဲ့မတန်ဘူးလို့မင်းနဲ့စကြတဲ့လှုပ်စားမှဆိုရင်တော့မင်းဒီဆရာဝန်နဲ့တွေ့ရင်သိမချောင်းတော့ဘူးဟုတ်လားမင်းအရင်ဒီများပေးပြီးလဲသင်ရမယ်အခုမိဘကလည်းမတတ်နိုင်ဘူးသူများထောက်ပံ့လဲယူရအောင်မယ်ငါစင်းရဲသင်ထားရတဲ့ပညာဆိုပြီးဆေးဖို့တွေတွန်းတောင်းနေတော့ဒုက္ခတွေရောက်ကုန်တော့မှာဆေးပညာဆိုတာတတ္တဝါတွေရဲ့အသက်ကိုကယ်ဖို့တတ္တဝါတွေရဲ့ဆင်းရဲခြင်းကလွတ်မြောက်ဖို့အဲ့ဒီစေတနာအရင်ကအမှန်နဲ့တတ္တဝါတို့ရဲ့ဆင်းရဲဒုက္ခအပေါင်းကကယ်တင်ဖို့အများကိုယောဂဗျာခံစားရခြင်းဘေးကင်းဝေးအောင်စောင့်ရှောက်ခြင်းလို့ဆိုတဲ့စေတနာမပါဘဲနဲ့ဆေးကြောင်းတက်နေကြရင်တော့နော်အဲ့ဒါ008တွေဖြစ်ကုန်ပါမယ်ဟုတ်ပလားအဲ့ဒါစေတနာမမှန်အဲ့တော့သူဆုံးကဒီပညာကိုသင်ကျင်တာကြောက်စိတ်ခဲပြစ်တဲ့ပညာကိုတန်ဖိုးထားလို့သင်တာလားသူစီလာပြီးတော့ဥစ္စာဒနာကိုမဲ့လို့လာသင်တာလားသူလိုဥစ္စာရမလားလို့လာသင်တာဒီတော့ဒီပညာသင်ခြင်းရဲ့ရည်ရွယ်ချက်က
မန်တော့သင်မပေးဘူးအဲ့တော့အဲ့ယောက်ျားက तू သင်ရတဲ့နီးကို तू စူးစားတယ်ဘယ်လိုလုပ်လဲဆို तू စွန့်ဆိုတော့တယောက်တည်းလဲနေရတာ तू ခမစွန့်အားသူဆိုတော့ဘယ်သူမှအလေးမထားတော့ तू ကဘာလို့လဲဆိုတော့ခြေစုပ်လက်နဲ့ပြုစုတယ်ချက်ပြုတ်ကျွေးမွေးတယ်အနီးကနေကပ်ပြီးပြုစုစောင့်ရှောက်ပြီးနေတော့ကျေးဇူးသိတတ်တဲ့သူတော်ကောင်းဆိုတော့ဩဒီကောင်းကျေးဇူးငါမှရှိတယ် तू ငါအဖော်လုပ်ပေးလို့ချက်ပြုတ်ကျွေးလို့ခြေစုပ်လက်နဲ့ပြုစုလို့ငါမှနေရထိုင်ရတာချမ်းသာတယ်ဆို तू စွန့်ရလဲနောက်ပိုင်းမနေနိုင်တော့ကျေးဇူးရှိတယ်ဆိုပြီးပညာသင်ပေးတယ်မချွေးမချန်သင်ဟုတ်ပြီနော်ပညာအဆုံးတိုင်လဲပြီးရောသူဆုံးကဲငါတတ်တဲ့လို့တော့မင်းအကုန်သင်ပြီးပြီတဲ့ပညာသင်တဲ့ကိစ္စတော့ပြီးပြီမင်းကဲဒီပညာတွေတတ်သွားပြီဘာလို့မလဲပြီးတော့ဒီယောက်ျားဘာပြောလဲဆိုတော့တတ်ထားတဲ့ပညာကိုစမ်းမယ်ဗါလဲတတ်ထားတဲ့ပညာကိုစမ်းမယ်ကဲကောင်းပြီမင်းဘယ်လိုစမ်းပါလဲမေးတယ်လမ်းထွက်ပြီးတော့နွားတို့စိတ်တို့လူတို့ပြစ်တတ်ကြည့်မယ်တောင်းတင်မပေးတာစမ်းပါကောဘယ်လိုစမ်းပါလဲနွားတွေလူတွေစိတ်တွေကိုပြစ်တတ်မယ်လုတ်ပုံကသူတော်ကောင်းလားသူယုံပါလားလူလိမ္မာလားလူမိုက်လားလူမိုက်လက်ထဲပညာရောက်သွားအတတ်ပညာတစ်ခုရောက်သွားပြီအဲ့တော့ဆရာလုပ်တယ်လို့အဲ့လိုလုပ်လို့မဖြစ်ဘူးမင်းဒီလိုစမ်းလို့ပဲဖြစ်မလဲနွားတကောင်ကိုပြည့်ရင်မင်းနွားတကောင်သေရင်ဒဏ်ငွေ100ထိုက်မယ်လူတယောက်သေရင်ဒဏ်ငွေ1000အဲ့ဒီခေတ်ကပေါ့အဲ့တော့မင်းဒီလိုသာစမ်းမယ်ဆိုလို့ရှိရင်မင်းဆွေမျိုးညာတကာအတိုင်းဝိုင်းနဲ့အကုန်လုံးကြုံခံဆက်တောင်မင်းကြည်မှာမဟုတ်ဘူးဟုတ်ပြီနော်အဲ့ဒီအလုံးမျိုးမလုံးနဲ့မင်းပညာကြောင့်မပြည့်စည်ပါစေနဲ့တခြားသောနည်းနဲ့စမ်းပါဆရာကတော့သိချမ်းမှာတယ်အဲ့တော့ तू ကဆရာထံကနေထွက်လာကြောက်စစ်ခွဲတွေတခါတည်းခပိုက်ဆောင်နဲ့ထည့်လာပြီးတော့လမ်းပေါ်သွားပြီး तू ကြည့်တယ်နွားကြည့်တော့လဲအရှင်ရှိတယ်ယောကမှာမပြစ်နိုင်ဘူးမပြည့်ရဲဘူးနော်စိတ်ကြည့်တော့လဲအစဉ်ရှိတယ်မပြည့်ရဲဘူးလူကြည့်တော့လဲမိသားစုရှိတယ်မပြည့်ရဲဘူးဆိုတော့အဲ့ဒီမှာလာပြီ तू ဘုသူမဲချလဲဆိုတော့ဆုံးခံကြွလာတဲ့ကိုတော်တပါးတွေ့လောက်ဆိုဘောပေါက်ကုန်ကြပြီတော့ယဟန်တန်ဃာဆိုတာအမိဘလည်းမရှိဘူးနော်ဆွေမျိုးညာတကလည်းမရှိဘူးဟုတ်လားဘာလို့ဆိုတော့ယဟန်ဝတ်ပြီး9ရက်ဆိုမိဘလည်းမရှိတော့ဘူးဆိုမျိုးမဆိုင်တော့ဘူးလေဟုတ်ကလားအဲ့တော့သူနိတ္တာဆိုတဲ့ပစ္စေကဗုဒ္ဓတဆုပေါ်မဟုတ်ဘူးယဟန်ဆိုတော့တာမန်ယဟန်မဟုတ်ဘူးပါလေသူနိတ္တာပစ္စေကဗုဒ္ဓဗာရာဏသီကိုမှီပြီးတော့ဆုံးခံပြီးတော့တရင်သုံးနေတာအဲ့တော့ဗာရာဏသီအနီးကတောအုပ်ကလေးထဲမှာသိရွက်မိုးချောင်းကလေးနဲ့နေတဲ့ကိုတော့သူနိတ္တဆိုတဲ့ပစ္စေကဗုဒ္ဓအရှင်မြတ်တဆုဆုံးခံကြွလာတာတွေ့တော့ဒီယောက်ျားဒီဥပြေယဟန်နေဆိုတာနောက်ဆန်တင်းတာမရှိဘူးသူတို့နောက်ကျောင်းရှင်းတယ်နောက်က background မရှိဘူးပေါ့ဘုန်းကြီးတွေဆိုတာ background မရှိဘူးဟုတ်လားအဲ့တော့ဒီကောင်းပြည့်ရင်အဆင်ပြေတယ်ဟုတ်ပလားသူစဉ်းစားတာလည်းဟုတ်တော့တကောင်ကျွဲ့ဆိုတော့နောက်ကအမှုလိုက်မဲ့လူမရှိဘူးလေဟုတ်လားအဲ့ဒါဒီပုဂ္ဂိုလ်စားရရင်ကောင်းပါပဲဆိုပြီးတော့ကြောက်စစ်ခဲနဲ့ညာဘက်နားအပေါက်ထဲကိုချိန်ပြီးပြစ်လိုက်ကြောက်စစ်ခဲကညာဘက်နားပေါက်ကဝင်ပြီးတော့ဘယ်ဘက်နားပေါက်ကထွက်သွားတယ်ကျွမ်းကျင်ဒီပစ္စေကဗုဒ္ဓဘယ်လိုခံမချိမဆန့်ခံမှာဗောညာဘက်နားဝင်သွားတယ်ဘယ်ဘက်နားပြန်ကြောက်စစ်ခဲကိုပြစ်လိုက်အလွန်ပြင်းထန်တဲ့ဝေဒနာခံစားရတယ်ဒါပေမဲ့အဲ့ဒီခံလိုက်ရတဲ့သူနိတ္တယဟန်အပြစ်ခံလိုက်ရတဲ့ယဟန်ကဘာတော့ပစ္စေကဗုဒ္ဓကိလေသာကုန်ခန်းယဟန္တာအရှင်မြတ်ကြီးနော်ပစ္စေကဗုဒ္ဓအရှင်မြတ်ကြီးဆိုတော့ဝေဒနာကိုသိခံပြီးတော့သူဆက်ပြီးဆုံးခံကြွဖို့တော့မစွမ်းနိုင်တော့ဒီတော့ချက်ချင်းကောင်းကင်ကနေဇံအမိန်ညံတကိုးနဲ့ပြန်ပြီးတော့သူ့เจ้าပြန်ပြီးเจ้าပြန်ရောက်တာနဲ့ပြိဋိနိဗ္ဗာန်ဆံ
ပညာကောင်းတယ်တစ်ချက်ပဲပြစ်လိုက်နော်ဟုတ်ပလားကဲသူမိုက်လက်ထဲရောက်သွားတော့နော်ဒီပညာသူမိုက်လက်ထဲရောက်သွားတော့အဲ့ဒီသူမိုက်အတွက်ကောင်းကျိုးပေးသလားမပေးပါဘူးဗျာဒီပုဂ္ဂိုလ်အခုဘာဖြစ်သွားပြီအဲ့ဒီပြစ်တဲ့ပုဂ္ဂိုလ်နေဟုတ်ပြစ်မယ်ဆိုကြတဲ့ကအာကုသိုလ်နော်သူကစကြတဲ့ကရင်လူမိုက်တို့ရဲ့သဘာဝအတိုင်းနွားတွေလူတွေပြစ်တတ်ကြည့်မယ်ဆိုတော့ပညာတစ်ခုလက်ထဲရောက်သွားတာနဲ့သူကကောင်းကျိုးပြုဖို့ကြံသလားဖျက်ဆီးဖို့ကြံတယ်အဲ့ဒါသူရုပ်လက္ခဏာသူမိုက်အင်္ဂါရနော်အဲ့ဒီလူမိုက်လက်ထဲကိုစီးစိမ်ရုပ်ထားရင်လေအဲ့ဒီစီးစိမ်ဟာသူနဲ့သူ့ပတ်ဝန်းကျင်ပျက်စီးဖို့တို့ဆိုရရှိတယ်လေဆင်းရဲတံခံနိုင်တယ်ခံနိုင်ဘူးချမ်းသာတဲ့တံမခံနိုင်တယ်ဆိုတော့လူတိုင်းမဟုတ်ဘူးလူမိုက်ကဥစ္စာရောက်ပြီဆိုတာနဲ့သူ့ပျက်စီးကြောင်းကြာစီပြီဟုတ်ကလားတောက်မယ်စားမယ်ပျော်မယ်ပါမယ်ပြီးရင်ပတ်ဝန်းကျင်တစ်ခုလုံးပျက်စီးပြီသားသမီးချင်းမစားနာနှမချင်းမစားနာလုံးရက်တွေအကုန်လုံးကုန်ပြီဟုတ်ကလားသူမိုက်လက်ထဲဥစ္စာရောက်သွားလဲပျက်စီးတာပဲအချမ်းရံရောက်သွားရင်ကောအချမ်းရံအာကုနဲ့မိုက်တော့ငါဘာထင်လို့တရားကွက်လုံးထွက်ရိုက်မှာငါမျိုးတွေတရားလုံးငါမျိုးကြီးပဲဟုတ်လားအမျိုးအာကုနဲ့မိုက်နေတာလေတပုံကြီးဟုတ်လားအစိုးရချင်းဆိုတော့ဒါမပြောတော့ဘူးခိုးဘက်ကတော့ကိုယ့်ဘက်ကိုဆက်ပြောနော်ဆရာတော်ကြီးကဩဝါဒပေးလိုက်တယ်ဆက်အနဲ့မပြတ်နဲ့ဟုတ်ပြီနော်အဲကောင်းပြီအဲ့တော့ခုလည်းသူပညာရတစ်ခုရသွားတာနဲ့စားကြံကြဲကရင်စိတ်ပြည့်ကြည့်မယ်နွားပြည့်တတ်မယ်သူပြည့်တတ်မယ်ဒီလိုပြောတာအခုလည်းပိစိကဗုဒ္ဓအရှင်မြတ်ဆိုယဟန်အရှင်မြတ်ကိုသူမို့လို့မိုက်မဲစဉ်းစားတယ်ဒါနောက်ကြောင်းကင်းနေတဲ့သူအမှုဖြစ်မှာမဟုတ်ဘူးတဲ့ပြစ်လိုက်တယ်ဒီတော့ပိစိကဗုဒ္ဓဘာဖြစ်လဲပြိဋိဘဆန်ဟောပိစိကဗုဒ္ဓလည်းပြည့်စည်ပြီသူလည်းအာကုသို့ကြီးမားတဲ့အာကုသို့တခုဖရာပိစိကဗုဒ္ဓဖယငယ်တဆူကိုပြိဋိဘဆန်သည့်တိုင်အောင်ဒါလောက်ကြံတတ်ဖြတ်တဲ့အာကုသို့ကြီးမဖြစ်ဘူးလားဖြစ်ပါဗျာဒါတယ်လားမဟုတ်သေးဘူးပိစိကဗုဒ္ဓကြွလာရင်ဆွန်းလောင်းဖို့စောင့်နေကြတဲ့ဆွန်းတကဆွန်းအမတွေကြွနေကြအချိန်မကြွလာတော့အကုန်လုံးငါတို့ယဟန်ဗာများဖြစ်တယ်လေနော်ဘာကြောင့်များဆွန်းခံမကြွတယ်လဲအကုန်ပူပင်တော့ကတွေရောက်ရတယ်ကုသိုလ်ဖြစ်ရမယ်ဆွန်းလောင်းရမယ်ကုသိုလ်လည်းမရတော့အများကုသိုလ်ရေးကိုလည်းဖျက်ဆီးရမကြဘူးလားအကုန်ဖျက်ဆီးတာတော့ပတ်ဝန်းကျင်တစ်ခုလုံးပေါ်ပေါ်လေးမတွေးနဲ့သူပြစ်လိုက်တယ်ပိစိကဗုဒ္ဓသိတယ်သူအာကုသိုလ်ဖြစ်တယ်ပိစိကဗုဒ္ဓပြိဋိဘဆန်တယ်ဒီလောက်တည်းမတွေးနဲ့နောက်ဆက်တွဲအကြောင်းတရားတွေအများကြီးပျက်စီးသွားတယ်ရှင်းလားဒါလည်းအနိုင်မပြဘူးကိုယ့်ကိုဆက်တွေ့ဟုတ်ပလားအဲ့တော့အဲ့ဒီမှာပိစိကဗုဒ္ဓမလာလို့ရွာသူရွာသားတွေကဆွမ်းလောင်းမဲ့ပုဂ္ဂိုလ်တွေလိုက်သွားတယ်ကျောင်းမှာပြိဋိဘဆန်တာတွေ့ရတယ်အကုန်လုံးပူဆွေးကြငိုကြွေးကြဆိုတော့ပိစိကဗုဒ္ဓပြိဋိဘဆန်ပြီဆိုတော့နိစ္စအကုန်ရောက်လာကြတော့လူတွေသွားလာတာကို तू ကကြည့်ပြီးတော့ဒီယောက်ျားဟာဒီလူတွေပဲသွားကြတယ်မသိဘူးဆိုပြီး तू လိုက်ကြည့်တော့လိုက်ကြည့်ရင်နဲ့ကျောင်းရောက်သွားတဲ့အခါကျတော့ဒီပိစိကဗုဒ္ဓပြိဋိဘဆန်နေတာကို तू တွေ့ရတယ်နားမှာလည်းတွေးရရှိမှာပေါ့ तू ကောင်းကောင်းမှတ်မိတယ်တဲ့ သူနတ္တဒီယဟန္တာကိုသူနတ္တယဟန္တာမှာမှတ်မိတော့ဘုရားဒီယောက်ျားဘာပြောလဲဆိုလူကြားထဲမှာလူတွေအလုံးဝိုင်းနေတဲ့ကြားထဲမှာဟာတန်ခါလက်ချဲကွာငါပညာသူကဟိုကအကုန်လုံးပူဆွေးငိုကြွေးနေကြတယ်သူကလာပြီးကြွားနေတာသူပညာငါခဲနဲ့ပြစ်လိုက်တာညာဘယ်နာနေငါပြစ်လိုက်တယ်ဘယ်နာထွက်သွားတယ်ဒီကိုတော့ဘာခံနိုင်မလဲပြီးပြီဟာသူကသူပညာကိုဒီနေရာလာကြွားတယ်ဗျာလူမိုက်များအဲ့ဒါသူယုံမှများနော်သိဤမသိဤသူသိသလားမသိပါဘူးဗျာတော်ဤမတော်ဤမသိပါဘူးဗျာအကောင်းဆိုမသိပါဘူးဗျာအမှားအမှန်မသိတော့သူပညာတော်လာကြွားနေတာငါလက်ချဲငါပြစ်ချလိုက်တာတွေ့လားဆိုတော့ဟိုကကြီးညိုနေကြတဲ့တရားဓမ္မတွေသူတို့ကုသိုလ်ရေးကိုဖျက်ဆီးထားတာဖြစ်တဲ့ဟာဒီယောက်ျားသတ်လို့ငါတို့ယဟန်သေးတာဖမ်းညာဆိုပြီးတော့ဝိုင်းလိုက်တာတယောက်တစ်ချက်နဲ့အဲ့ဒီနားရင်
သူလည်းသိရောပေါ့ဟုတ်လားကဲပျက်စီးပြီအစစရရဟုတ်တယ်နော်ဟုတ်လူတွေမှာလည်းဒါလူတတ်မိတဲ့အကုသိုလ်ဖြစ်သွားမှာပေါ့ဒီတော့ပညာရတစ်ခုလူမိုက်လက်ထဲရောက်သွားရင်နော်သူကိုယ်တိုင်လည်းပျက်စီးတယ်သူ့ပတ်ဝန်းကျင်လည်းပျက်စီးတယ်အဲ့တော့ဒီပုဂ္ဂိုလ်သေလဲသေရောသေသည်နဲ့တပြိုင်နက်တည်းအဝိဇ္ဇငရဲကိုရောက်ပါတယ်တဲ့ဘုရားအဝိဇ္ဇငရဲမှာဘယ်လောက်ကြာလဲဆိုတော့ကဘာမြေတယူဇနာမြင့်တက်သည့်တိုင်ငရဲသက်ကအဲ့ဒါနဲ့တွဲရတယ်ဟုတ်ပလားခင်ဗျားတို့ကျုပ်တို့သေလို့အယိုးတွေအသားတွေဆိုတာအည်ပြောသွားတာနော်အယိုးတွေပုံပြီးတော့မြေဖြစ်လာအဲ့ဒီမြေဘယ်လောက်တက်တယူဇနာဘယ်နှဘဝသေမလဲကိုယ့်ကိုစဉ်းစားကြည့်နော်ဘယ်လောက်သေးကြမလဲဘယ်လောက်ကြာမလဲစဉ်းစားကြည့်ငရဲသက်ဘယ်လောက်လဲမေးခြင်းမေးတဲ့လူတွေအဲ့ဒါနဲ့တာတွက်ဟုတ်ပြီနော်ငရဲသက်ကမြေကြီးတယူဇနာတက်သည့်တိုင်အောင်ငရဲမှာသူခံရပြီးအဲ့ဒီကံရဲ့အကျွင်းအကြံအနေနဲ့ကိုဂိတ်စကုတ်တောင်မှာပြိတ္တာဖြစ်နေတယ်တူမဘယ်လောက်ရဲညီနေတဲ့တူမ6တောင်းနဲ့အရိုက်ခံရတဲ့ပြိတ္တာသည်အဲ့ဒီပညာကိုအသုံးချလွဲခဲ့လို့ဟုတ်ပလားအဲ့တော့အခုဦးဇင်းတို့သူတော်ကောင်းတို့တွေဒီတရဏဂုံ3ပါးနဲ့တွေ့ကြိုက်ဟုတ်ပြီနော်ဖရာတရားသံဃာနဲ့တွေ့ကြိုက်နော်မဲ့ပညာဖို့ပညာတွေမရှိဘူးလားခုကုသိုလ်ရေးအလုပ်တွေမရှိဘူးလားအဲ့ဒီအလုပ်တွေကိုမှန်မှန်ကန်ကန်အကျိုးရှိဗုဒ္ဓသာဝကပြီးအသုံးချနိုင်မှဟုတ်ပြီနော်ဒါမို့ဦးဇင်းတို့အချိန်ပြောဦးတယ်လေဖျားနာနေဖျားကောဘကလုံနေပြီးတော့အာကုသိုလ်ဖြစ်နေတာလေတပုံကြီးတရားနာနေဓမ္မဂိကဆိုပြောလို့ခက်တယ်နော်တစ်ဖက်မြင်နေနဲ့ပြောရင်လည်းမကောင်းဘူးနော်တရားပွဲခုတုံးလှုပ်ပြီးတော့တရားပွဲဆိုအခုပဲညပဲပြောပြကြပါတယ်ဒေသတစ်ခုမှာတရားပွဲအကြောင်းပြပြီးတော့နောက်ကစည်ရင်းကိုလည်းသူကမလိမ့်တပတ်ထုတ်ပြန်ထားတယ်လူတန်းငွေသိန်းပေါင်းဘလောက်ပေါ့ဓမ္မဂရိက10ပါး15ပါးအလုပ်လုပ်ပြီးတော့တကယ်တော့အဲ့ဒီဓမ္မဂရိကကိုလှူလိုက်တာကဓမ္မပူဇာလေးမဖြစ်စလောက်လှူလိုက်ပြီးတော့အများစုပေါင်းလူတန်းငွေအားလုံးဟာသူတို့ရန်ပုံငွေဖြစ်သွားတယ်အဲ့ဒီရန်ပုံငွေကိုရန်ပုံငွေလို့မကြင်ညာပဲနဲ့လူတန်းငွေလို့မလိမ့်တပါရှိပါတယ်ဟိုမှာစာရွက်ကလေးယူလာတယ်အဲ့ဒါကသာဘုန်းကြီးပြောလို့သိတာနော်ဒါပေမဲ့ဦးဇင်းကပြောလိုက်တယ်အဲ့ဒါတပည့်တော်တို့ကတပည့်တော်လွန်ခဲ့တဲ့12နှစ်လောက်ကလေးကခန်းနေရတာပါဗျာကိုခံရတယ်လို့တော့မတွက်ပါဘူးလို့ဒါပေမဲ့သူတို့တွေရဲ့အာကုသို့ကြောက်လွန်းလို့တပည့်တော်အဲ့ဒီအယက်တွေမပေးဘူးလို့တရားပွဲနော်အများရဲ့တရားနဲ့ဓမ္မပူဇာကိုအလွဲသုံးစားလုပ်တဲ့အရာမပေးဘူးဗျာလို့အဲ့တော့တရားအလွန်အဖို့တန်တဲ့တရားနော်ကုသိုလ်တရားတိုးပွားနိုင်တဲ့တရားအကျိုးရှိတဲ့တရားဒါပေမဲ့လူမိုက်လက်ထဲရောက်သွားတော့ပျက်စီးတယ်သူကိုယ်တိုင်လည်းပျက်စီးတယ်သူပတ်ဝန်းကျင်လည်းကဲအဲ့ဒီဝတ္ထုနဲ့ပတ်သက်ပြီးသူတို့လောက်ကင်နေသမျှတွေဟာကုသိုလ်တွေလားအကုသိုလ်တွေဒီလိုဦးဇင်းတို့ကလေဒါမှမဟုတ်ဥဒ္ဓမင်္ဂလာတို့ပြောသမျှကိုမပြေလေတာရှိရင်မရေလေတာရှိရင်အပေါ်ယံကြားနဲ့မဝေပန်ကြပဲနဲ့သူမင်္ဂလာအခုဆိုရင်ကြောင်းနဲ့ကံနဲ့နေပါလေအချိန်မရွေးလာမေးလေခုကြောင်းမှန်းကံမှန်းသိနေတာနော်အရင်တော့ကြောင်းမှန်းမသိကံမှန်းမသိလျှောက်သွားနေတာခုကျေးဇူးရှင်တွေကိုကျေးဇူးတင်လွန်းလို့ငါအခုမှကြောင်းနဲ့ကံနဲ့နေရတယ်နော်ကြောင်းမှာကံမှာရှိပါလာမေးလေပါနှစွန်နှပြားချပြီးတော့တစ်ဖက်နားပေါက်နေတော့မဝေဖန်လိုက်ကြပါနဲ့လို့ပြောချင်တယ်ဒီကနှလုံးသားနဲ့ယဉ်ထားတဲ့သာသနာဟုတ်ကလားခန္ဓာကိုယ်ကြီးနဲ့ယဉ်ထားတာတပြည်လုံးပတ်ထားတာတော်ရောမြို့ပါမရောက်တဲ့အရာမရှိဘူးနော်အတွေ့အကြုံတွေများလာပြီအဲ့တော့အဲ့ဒီအလွဲသုံးစားမှုတွေဓမ္မနဲ့ပတ်သက်ပြီးတော့ဓမ္မနဲ့အာကုသိုလ်တွေဖြစ်နေတယ်ဘုရားနဲ့ပတ်သက်ပြီးအာကုသိုလ်တွေဖြစ်နေတယ်သံဃာနဲ့ပတ်သက်ပြီးသံဃာဟိုသံဃာမှမမြင်လို့အာကုသိုလ်ဖြစ်ကြတာတွေတော့တပုံကြီးမရှိဘူးလားကဲဒီတော့လူမိုက်လက်ထဲရောက်တဲ့သာသနာတော့အဖြစ်မခံရနဲ့ကဲဒါဆိုတဲ့မဆိုတဲ့ဟုတ်ပြီနော်အဲ့တော့
ကုသိုလ်ရနိုင်တယ်ထောက်ရတီရမိရအားထားရတဏ္ဍနကုံအမှန်ရှိတယ်ဒါပေမဲ့အသုံးချတတ်မှဟုတ်ပလားဒါလေးသတိပေးခြင်းတာနော်အလုံးအကျိုးရှိစေခြင်းတယ်နော်အခုဒီနေ့တရားနာရတာခင်ဗျားတို့အတွက်တန်ဖိုးရှိရလားရှိပါပါဟေးသာသနာနဲ့တွေ့ကြိုက်မှာမရှုံးစေနဲ့နော်သာသနာနဲ့တွေ့ပြီးရှုံးနေကြသူတွေအပေါ်မှာလည်းမေတ္တာထားပါကရုဏာထားပါနော်အတတ်နိုင်ဆုံးလမ်းမှာရအောင်ဆွဲဆောင်ကြပါကဲတင်နိုင်ရင်ကဲတင်ကြပါမကဲတင်နိုင်ရင်မေတ္တာကရုဏာထားကြပါမေတ္တာပို့ပေးကြပါဟာလားကရုဏာထားကြပါဒီအမှားတန်တရားကအမြန်ဆုံးလွတ်မြောက်ကြပါစေပြုစဲအာကုသို့အဖို့မှလွတ်မြောက်ကြပါစေခုအစဉ်ဒါလေးပဲဩငါ့ကိုအကြောင်းပြု၍ဖြစ်ပေါ်နေကြတဲ့အာကုသို့တွေအမြန်အဲ့ဒီအာကုသို့ဖြစ်မှလွတ်မြောက်နိုင်ကြပါစေနော်အမြင်မှန်အလင်းအမြန်ရကြပါစေဟောကိုယ့်အတွက်ပြောတာမဟုတ်ဘူးနော်ကိုယ့်အတွက်ပြောတာမဟုတ်ဘူးကိုကတော့မဟောနဲ့ဆိုတော့တက်တောင်တက်တာသေးလို့ပြောအောင်ဟုတ်လားအေးဆေးပါပဲလေးစေးပါပြဿနာမရှိဘူးအခုတရားနာရတယ်စာဖတ်ရတယ်ကိုเจ้าကိုကံနဲ့နေရတယ်ဒါအဆင်ပြေတာပေါ့နော်အရင်တော့အเจ้าမှကံမှမသိသွားနေတာနှစ်เจ้าနှစ်ရက်တစ်မျိုးသုံးရက်တစ်မျိုးဆိုဘယ်ဟာเจ้าမှလည်းမသိဘူးဘယ်ဟာကံမှလည်းမသိဘူးအခုတော့ဩငါ့ကိုဆုံးမလိုက်ကြတာเจ้าမှကံမှသိသွားပြီဟုတ်သာဓုမေတ္တာပို့နေတာနေတိုင်းမေတ္တာပို့နေတာဩကောင်းလိုက်တာအဲ့တော့တော်ကြီးတွေကတော့စိတ်ပူပြီးတော့ရှောက်လို့ကြတာငါညီရတဲ့ဘလို့မှမင်းပွင့်အောင်ဖွင့်လို့မရဘူးတဲ့ဆိုတော့ဘာမှမစိုးရင်လည်းရှင်ဗျာလို့ခုတပည့်တော်တော့အတော်ကောင်းနေတယ်ကျမ်းမာရေးလည်းအတော်ကောင်းနော်အိမ်လို့ကောင်းစားလို့ကောင်းအဲ့တော့တပည့်တော်ကကျေးဇူးတင်နေတာဟာအေးပါကွာတဲ့ငါညီစိတ်ဓာတ်မကြပြီးတာမကြဘူးစိတ်ဓာတ်ကတော့ဘယ်လိုချလို့မကြမှာမဘူးလို့ဟုတ်လားအဲ့တော့ကိုယ့်အတွက်အကျိုးမဆုပ်ယုပ်စေနဲ့နော်လူဖြစ်ခိုက်မှာလူဘဝရခိုက်ကလေးမှာလူတန်ဖိုးကိုလူစွမ်းအားတွေကိုခင်ဗျားတို့မှာအသီးသီးနော်စွမ်းရင်ပိုင်ရှင်နေရှိမရှိခင်ဗျားတို့ဟိုကျမ်းမာရေးကောင်းကြလားအဲ့ဒါလည်းစွမ်းအားပဲနော်ဘုရားယုံကြည်တဲ့တရားတရားယုံကြည်တဲ့တရားသံဃာယုံကြည်တဲ့တရားလူနိုင်တန်းနိုင်တဲ့ဥစ္စာရောရှိတယ်သီလစောင့်တည်နိုင်စွမ်းရောဘာဝနာတွေပွားများနိုင်စွမ်းရောအဲ့ဒါခင်ဗျားတို့ဥစ္စာတွေဆွေမျိုးညာလည်းကောရှိလားအဲ့ဒါလည်းဥစ္စာပဲအဲ့ဒီဥစ္စာတွေကိုအသုံးချတတ်ရမယ်အစိုးရချင်းနော်ကိုယ်အင်္ဂလိပ်ကိုပြောလို့ဆိုလို့ပြီးတယ်ဒါလည်းအစိုးရတာပဲနော်ငါ10ရက်စခန်းတရားစခန်းသွားဝင်အောင်မယ်အဲ့ဒါလည်းအစိုးရတာပဲပေါ်ပေါ်မှန်နဲ့နော်အဲ့ဒီလောက်မှအစိုးမရတဲ့လူကဘယ်စခန်းမှမဝင်ဘူးအိမ်ရကိုမခွာရဘူးအိမ်ရမခွာနိုင်တဲ့လူရှိတယ်အဲ့ဒါဘာအစိုးမှမရလို့ဘယ်မှမသွားနိုင်တာဟုတ်ပလားအဲ့တော့ကိုယ်မှလုံပိုင်ခွင့်ရှိတယ်လုံနိုင်စွမ်းရှိတယ်ငါ10ရက်မင်းစီးပွားရေးတွေလုပ်ငန်းတွေအကုန်လုံးငါလာမပြောနဲ့ငါတရားစခန်းတော့အားထုတ်မယ်အစိုးရချင်းအသုံးချလို့ရမရမလေးတပည့်တော်အိမ်တပည့်တော်ပြောရင်ပြီးတယ်အိမ်ပြောရင်ပြီးတယ်ဆိုရင်10ရက်လောက်ထွက်ခဲ့စမှာတရားစခန်းအဲ့ဒါအစိုးရချင်းကိုဘာလုပ်တာလဲအသုံးချတယ်အသုံးချဓမ္မအသုံးချမှလို့မပြောတော့ဘူးတရားရှိတော့အသုံးချဓမ္မဟောကြောက်စိတ်ခဲပြစ်တဲ့ပညာပဲသူစွန့်ကအသုံးချတတ်တော့ကြီးပွားချမ်းသာမရဘူးလားဟောနောက်သူ့တဲ့ဘက်ကလာသင်ကလေးကရင်ဥစ္စာဒနာမဲ့မောလို့လာသင်တာပညာတန်ဖိုးထားလို့သင်တာမဟုတ်ဘူးဟုတ်တယ်နော်ပညာသင်တဲ့နေရာရည်ရွယ်ချက်လိုသေးတယ်ဥစ္စာလိုခြင်းလို့ကြော်စောမှုလိုခြင်းလို့ဂုံလိုခြင်းလို့သင်ရင်ဒီပညာသင်တာရည်ရွယ်ချက်မှန်သလားရွယ်ချက်မမှန်ရင်အသုံးချလည်းမမှန်အသုံးချမမှန်ရင်အကျိုးပြုလည်းမှန်တော့ဘူးအဲ့ဒီပညာရပြီးတာနဲ့ကိုယ်ပျက်စီးကြောင်းကိုယ်ပတ်ဝန်းကျင်ပျက်စီးကြောင်းဖြစ်သွားတယ်ရှင်းတယ်နော်ကဲကောင်းပြီအဲ့တော့သာသနာနဲ့တွေ့ကြိုင်မှာအကောင်းဆုံးအသုံးချနိုင်အောင်တန်တရားဆိုတာဘာဖြစ်နေတာလဲနေတာဖြစ်လိုက်မွေးလိုက်ဒီခန္ဓာကြီးอ่ะနော်တန်တရားတစ်ခွင်မှာမွေးလိုက်သေးလိုက်နဲ့ခန္ဓာတန်တရားလဲလာတာနော်သူနိုင်တယ်ကိုရှုံးတယ်လုံနေစရာမရှိတော့ပါဘူးတဲ့အနိုင်နဲ့အရှုံးနိုင်လိုက်မြင်လိုက်ကဲကိုကနိုင်သူဖြစ်ရတာကောင်းလားရှုံးသူဖြစ်ရတာကောင်းအားလုံးသိနေပြီတန်တရားကိုဦးဇင်းကဒီလိုလေးတွေကျေးဇူးပြုနိုင်တာကိုကိုလေမြတ်နိုးလုံးလို့ဘာလို့ဆိုတော့ငါသူတို့ငါသိသလောက်သိအောင်သူတို့ပြောနိုင်တယ်
ခင်ဗျားတို့သိခွင့်မရဘူးလားဒီသိရဖို့လွယ်သလားဟောတို့ကတော့ဦးသိရတော့ဦးသိကြွေးကြော်ထားမူကြိုးဆိုတာလည်းတချို့ကသဘောမပေါက်ဘူးစာမတက်လို့မူကြိုးထင်နေတာမဟုတ်ပါဘူးနော်တို့မသိဘူးတာမှမဟုတ်လေစာတွေအကုန်သိမှုတယ်ဟုတ်ပြီနော်သို့တော့ဘာလို့မူကြိုးပြောတာလဲလို့ဆိုတော့အဲ့ဒီတန်တရားဖတ်နေတာပဲငယ်စဉ်ကလေးကစာတွေဖတ်နေတာတရားတွေနာနေဘာမှန်းကိုမသိတန်တရားဆိုသူများຢာလို့ຢာလိုက်ရဟမ်ခင်ဗျားတို့တန်တရားအကြောင်းအဟုတ်သိရင်ဒီနေ့ခင်ဗျားတို့လွတ်မြောက်နေတာကြားလာပြီတန်တရားတစ်လုံးမသိရှည်ရှည်ဝေးတွေပြောမနေနဲ့တန်တရားဆိုတာမြင်လိုက်နိုင်လိုက်ဖြစ်လိုက်မွေးလိုက်တခုပဲသိအဲ့တခုပဲစဉ်းစားပြီးပြန်သွားခင်ဗျားတို့တရားပေါ်လေးမှတ်နေတာဒီတော့ဝေဖန်သေးတယ်မလို့တဏှာကြီးဟောတာတရားသားဘာမှမပါဘူးအဲ့ဘာမှမပါတဲ့တလုံးကိုပဲခင်ဗျားတို့သိအောင်လုပ်အဲ့တလုံးတည်းနဲ့ကိစ္စပြီးတယ်ဆိုတာလည်းသူမှမမြင်မဲနဲ့အများကြီးဟောမှတရားမှမဟုတ်ပဲထားပါတော့နော်ရန်တွေ့နေတာမဟုတ်ဘူးဓမ္မသဘောကိုသိစေခြင်းလို့ပြောတာတန်တရားတလုံးအလေးနဲ့စဉ်းစားရင်ကိုခင်ဗျားတို့ရှိတဲ့အာဃာတအကုန်ပြီးတယ်သဘောပါသလားတန်တစရာလည်းမရှိဘူးတတ်မဲ့စရာလည်းမရှိဘူးတောင်းတစရာလည်းမရှိဘူးကြောင်းကြစရာလည်းမရှိဘူးဟုတ်ကဲ့လားဖြစ်ပြီးရင်သိကြတယ်နော်ဒါပြင်ခန္ဓာကဘာသစ္စာဒီခန္ဓာမျိုးရနေရင်ဒီဝတ်တွေကလွတ်ပါမလားဒီဝတ်ကလွတ်ချင်ရင်ဒီခန္ဓာမရမှာအမလီအဲ့ဒီဖြစ်လို့ချင်တာဒီဝတ်ကလွတ်ချင်ဒီခန္ဓာက receiver ကြီးလေလက်ခံတာဝတ်ဒုက္ခအလုံးတို့ရဲ့လက်ခံရဒီခန္ဓာမရှိရင်ဒီဝတ်တွေမရှိတော့ဘူးအဲ့တော့အခုကြည့်နော်ပညာရကလေးတစ်ခုဘာမှမပြောပါတော့တဲ့ပညာရကလေးပဲဒါပေမဲ့အဲ့ဒီပညာရကိုအသုံးချတတ်တော့အသုံးချပြီးတော့တန်ဖိုးမရှိဘူးလားအသုံးမချတတ်တော့အသုံးမချဘူးအခုတော်ကောင်းတို့ဘဝသည်တန်မှန်ဘဝလားမြင့်မြတ်တဲ့ဘဝလားတရဏဂုံ၃ပါးနဲ့အတူနေရတဲ့ဘဝလောက်မြင့်မြတ်တာမရှိဘူးဒါပေမဲ့အဲ့ဒီမြင့်မြတ်တဲ့ဘဝရရှိထားတဲ့အတတ်ပညာစီးစိမ်အချမ်းရံအစိုးရခြင်းအလုံးသည်အသုံးချတတ်မှအသုံးချမှတန်ဖိုးရှိမှအဲ့တော့ကိုယ့်ဘဝကိုတန်ဖိုးရှိအောင်ဟုတ်ပြီနော်ဒီတန်တရားဇတ်သိမ့်နိုင်မှအဖို့တန်ဘဝကိုရအဲ့တော့ရရှိရတဲ့ဘဝကိုအကောင်းဆုံးအသုံးချနိုင်အောင်လို့ကဲခန္ဓာပါသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ထပ်ဒီလိုခန္ဓာတွေမလိုချင်တော့ဘူးဒီခန္ဓာတွေမတတ်မတော့ဘူးဘယ်လိုနိုင်တဲ့ဘဝလည်းမလိုချင်တော့ဘူးရှုံးတဲ့ဘဝလည်းမလိုချင်တော့ဘူးဆိုတာသေသွားပြီတမှုရိယသေတာတမှုရိယသေနောက်ဒုက္ခလာအောင်မလားနောက်ခန္ဓာမလာတာကအဲ့ဒီသစ္စာလေးချက်တပြိုင်နဲ့ကြိုက်မှသာလျင်တန်တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆာသောသတိမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့သာသနာနဲ့တွေ့ကြိုက်မှာတာဝကအစစ်ဖြစ်အောင်ကြိုးစားကြလို့တိုက်တွန်းရင်းနဲ့တော်ကြစို့တပည့်တော်တို့သည်ယနေ့ယခုတပည့်တော်တို့ဤနေအိမ်မင်္ဂလာသို့ဖရာမှုရှိသောတန်ဃာတော်အရှင်မြတ်တို့အားယိုသေးကောင်းမွန်စွာပင့်ဖိတ်၍မွန်မြတ်လှစွာသောဆွမ်းခဲဘွယ်ဘောဇင်ချိုချင်းတို့နှင့်တကွလူဘွယ်ဝတ္ထုအစုစုတို့ကိုဆက်ကလူဒန်းကြရသောဒါနကုသိုလ်စောက်တည်ရသောသီလကုသိုလ်ဆွမ်းအနုမောဒနာတရားဒေသနာတို့ကိုကောင်းစွာနာယူမှတ်သားပွားများကြရသောဘာဝနာကုသိုလ်ကောင်းမှုအစုစုသည်ခန္ဓာဝတ်မှကျွတ်လွတ်လို၍ပြုလုပ်ကြပါကုန်၏အရှင်ဘုရားယနေ့ယခုပြုလုပ်အပ်သောကောင်းမှုအစုစုတို့၏အဖို့ဘာကကိုအထူးအားဖြင့်မိခင်ဖခင်ကျေးဇူးရှင်တို့အား၎င်း
ဆရာသခင်ကျေးဇူးရှင်တို့အား၎င်းဤအိမ်မင်္ဂလာတို့ကြွရောက်လာသောတရားနာပရိသတ်တို့အား၎င်းလူဒန်းကြသောအလူရှင်တို့အား၎င်းဝေယဝဆဆောင်ရွက်ကြသောကုသိုလ်ရှင်တို့အား၎င်းတပည့်တော်တို့ဤကောင်းမှုအဖို့ကိုမျှော်လင့်တောင်းတစောင့်စားလျက်ရှိသောဘဝအဆက်ဆက်တော်ဆက်ခဲ့ကြသောဘိုးဟောင်းဘွားဟောင်းမိဟောင်းဖဟောင်းဆွေမျိုးမိတ်ဆွေတို့နှင့်ကိုယ်ဆောင်နတ်အိမ်ဆောင်နတ်ရက်ွယ်ဆောင်နတ်မြို့နယ်ဆောင်နတ်တောဆောင်နတ်တောင်ဆောင်နတ်မြစ်ဆောင်နတ်ရုပ်ခစိုးဘုံမစိုးအာဂါသစိုးသမာဓိဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အား၎င်းသာသနာတော်အားစောင့်ရှောက်ကုန်သောတန်ဃာတော်အရှင်မြတ်များနှင့်တကွလူနတ်များစွာတတ္တဝါတို့အား၎င်းနတ်တို့သနင်းတရားမင်းအား၎င်းမရဲတို့သနင်းယမမင်းအား၎င်း30ဘုံ၌ကျင်လီကျက်စားကြီးလွှားကြကုန်သောဝိနေယဒုက္ခိတဒုက္ခိတတတ္တဝါအပေါင်းတို့အားကုသိုလ်အမြတ်ပေးဝေငှပါကုန်၏ထိုထိုတတ္တဝါအပေါင်းတို့သည်ဘုရားတပည့်တော်တို့နှင့်ကောင်းမှုအဖို့ကိုထပ်တူထပ်မြတ်အမြတ်ရကြ၍ကိုယ်စိတ်နှဖျားချမ်းမာချမ်းသာစွာနှင့်သစ္စာဉာဏ်အလင်းပွင့်လင်းပါစေတည်းကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအလုံးသောသူတော်ကောင်းပေါင်းတို့ဦးဇင်းဤယဟန်ဖြစ်သည်မှစ၍ယနေ့တိုင်အောင်ပြုအပ်ခဲ့သောဓမ္မဒေသနာယကုသိုလ်ကောင်းမှုအစုစုနှင့်တကွဒါနသီလဘာဝနာကောင်းမှုအဖျားဖျားတို့အားယနေ့ကြွလာယောဂီသူတော်စင်အပေါင်းတို့နှင့်တကွ30ပုံကျင်လေကုန်သောဒုက္ခိတဒုက္ခိတတတ္တဝါအပေါင်းတို့အားကုသိုလ်အမြတ်ပေးဝေငှပါကုန်၏အလုံးသောတတ္တဝါအပေါင်းတို့သည်ကုသိုလ်အဖို့ကိုအမြတ်ရကြကုန်သည်ဖြစ်၍မသူတော်တရားဘိမသူတော်အများဘိမှအမြန်ဆုံးကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့အောင်လုံးစုံမြတ်စွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝိငြိမ်းအေးကြပါစေလုံးစုံမြတ်စွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝိငြိမ်းအေးကြပါစေလုံးစုံမြတ်စွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝိငြိမ်းအေးကြပါစေလက်ပါလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေ
လက်ပါလူချင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလက်ပါလူချင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေတတဝါခသိမ့်တရားကိန်းအေးငြိမ်ကြပါစေတတဝါခသိမ့်တရားကိန်းအေးငြိမ်ကြပါစေတတဝါခသိမ့်တရားကိန်းအေးငြိမ်ကြပါစေသာဓုသာဓုသစ္စာပြုရကြသေးလားရကဲဆိုကြအောင်ဆိုဗျာဘဝသောတံသစေဗုဒ္ဓတိန်နောလောကံတကူဝိတုဣတိနာသစ္စာဝဇေနာဒုက္ခမုစ္ဆန္တုပါဏိနောမြတ်စွာဘုရားသည်ဘဝရေရင်ကိုကူးမြောက်ပြီးဖြစ်၍လောကဤအဆုံးသို့ရောက်လျက်လောကကိုသိသောပုဂ္ဂိုလ်သည်အကယ်၍ဖြစ်အံ့ဤကဲ့သို့ဖြစ်သည်ရှိသောဣမံကံသောသစ္စာစကားကိုဆိုခြင်းကြောင့်တတ္တဝါအလုံးတို့သည်ဆင်းရဲဒုက္ခအပေါင်းတို့မှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်းယတိတန္တိကမောမေကောမောခောစစ်စန္တိကံဒုက္ခံဣတေနာသစ္စာဝဇေနာဒုက္ခမုစ္ဆန္တုပါဏိနောမဲ့သည်နိဗ္ဗာန်သို့ရောက်ကြောင်းတရားဖြစ်၍နိဗ္ဗာန်သည်လည်းဧကံစင်စစ်ချမ်းသာသောတရားသည်အကယ်၍ဖြစ်အံ့ဤကဲ့သို့ဖြစ်သည်ရှိသောဤမှန်ကန်သောသစ္စာစကားကိုဆိုခြင်းကြောင့်တတ္တဝါအလုံးတို့သည်ဆင်းရဲဒုက္ခအပေါင်းတို့မှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်းသံဃောစေတိဏ္ဏကန္တာရောပုံညက်ခေတ္တောအနုတ္တရောဣတေနာသစ္စာဝဇေနာဒုက္ခမုစ္ဆန္တုပါဏိနောတံဃာတော်သည်တန္တရာခရီးကဲကိုကူးမြောက်ပြီးဖြစ်၍အတုမရှိသောကုသိုလ်မျိုးစေ့ကိုစိုက်ပျိုးရာလေယာမြေကောင်းသဖွယ်အကယ်၍ဖြစ်အံ့ဤကဲ့သို့ဖြစ်သည်ရှိသောဤမှန်ကန်သောသစ္စာစကားကိုဆိုခြင်းကြောင့်တတ္တဝါအလုံးတို့သည်ဆင်းရဲဒုက္ခအပေါင်းတို့မှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုကဲအလုံးပေးရန်ခတ်သိမ်းကင်းခြင်းကြပါစေစိတ်ဆင်းရဲကိုယ်ဆင်းရဲကင်းကြပါစေစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းပြည့်စုံစွာနဲ့အမျိုးဘာသာသာသနာကိုထိမ့်သိမ်းစောင့်ရှောက်နိုင်သောအမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်ကြပါစေ